Hello, hello, hello.အားလုံးပဲမင်္ဂလာပါ Navi vs Outsider Game 1ဆိုတော့ဒါကတော့ BO1 ပဲဆိုတော့ Game 1ပဲတော့ရှိမယ်round robin sorry ခဏ Game 1 BO1 လား BO2 လားမသိဘူးခဏတစ်ချက်တော့ကြည့်လိုက်အောင်ကျွန်တော်ထင်တော့ BO1 ထင်တယ်ခဏမှားမှာဆိုလို့ကျင်ညာတော့မှကြော်ညာခဏဝင်တယ်အဲ့တော့ BO1 ဟုတ်ပါတယ်မှန်ပါတယ်เนาะအဲ့တော့အားလုံးပဲတဖန်ပြန်နှုတ်ဆက်ပါတယ်မင်္ဂလာပါဒီပွဲတွေကတော့ကျွန်တော်တို့ဒါပတ်လေပေါ့နော် round robin ပွဲတွေ Navi ရဲ့ outsider ရဲ့ thin sprig ရဲ့3သင်းပတ်လေကျွန်တော်အပြိုင်နှွဲပြီးတော့မှဒါ EU ကျွန်တော် CIS region ရဲ့အကျန်းဆုံးသတင်းကိုရှာဖွေရမှာပဲဖြစ်ပါတယ်အဲ့တော့လုံးဝတော့မြိုင်နေဦးမှာပဲပွဲတွေကလည်းမျှတယ်လူတွေကလည်းမျှတယ်ပေါ့နော်နေထားရကြည့်မယ်ဆိုရင်အဲ့တော့ကျွန်တော်တို့ Ranzi no one ဒါဘောရာအရင်ကြီးတဖန်တော့ပြန်တော့တွေ့အောင်မယ်ပြီးတော့ဒါ first pick ပဲဒါအခုနောက်ပိုင်း no one တော်တော်လေး feel လာတဲ့ hero လို့ပြောလို့ရတယ်ဗျ resolution ကအဲ့ဆိုင်နေရ standing ဆိုဝေးဟုတ်လားဩအဲ့ဒါလည်းဖြစ်သွားနိုင်တယ်သွားလားဟိုအခုလာမဲ့ဟိုဟာပွဲဟုတ်လား resolution လေးတော့ပို့ပြီးတော့မျောလင့်တယ်အဲ့ဆိုင်တဲ့ကဲအဲ့တော့အားလုံးပဲမင်္ဂလာပါเนาะအဲ့တော့ Navi ရဲ့ draft ကတော့ကျွန်တော်တို့ Pat Dawn Breaker သူတို့ရှေ့ဟိုပွဲမာတွေကစောနေကြပုံစံပါပဲเนาะဒီ Dawn Breaker ကဒါ light Z လဲစောရင်စောမယ် off lane ဒါပတ်ကတော့ no one အကြိုက်ပဲပေါ့နော်ဒါ first pick တင်ပြီးရွေးထားတာဆိုတော့ outsider ကလည်းချက်ချင်းပဲဗျဒါတော့တိတ်ပြီးသူတို့လက်ခံနေတဲ့ပုံစံမှာတော့မရှိဘူး no one ပတ်ကိုလွတ်ပေးပြီးတော့ဒါ GPK ရဲ့တိုင်နီတွေနောက်မှလည်းဒါ ya miss က skyward miss တွေပိုင်းနေဆိုတော့မစိုးဟို outsider ရဲ့ draft ကလည်းပတ်ကိုလွတ်ပေးပြီးတော့ဒါအပိုင်နိုင်ကောင်းတာထောက်ထားတယ်ပဲပြောရမယ်ဝေးချိုက်ကိုပြောပါဒီပွဲကတော့ကျွန်တော်မကြိုက်သေးရလဲပါတယ်ဗျာတိလားတော့ကြပွဲမစစ်ချက်ဘူးဆိုတော့ကျွန်တော်အကြိုက်မှတီးပြီးတော့တော့ကြ PPO စကြက်လိုက်ပြီးတော့ရှောက်ထဲကုန်မှာဆိုတော့ဒီပွဲတော့ကျွန်တော်တကယ်အကြိုက်မတွေ့ဘူး Navi ရော outsider တော့လက်ယူတွေဖြစ်တာလဲပါတယ်အဲ့တော့နော်နည်းနည်းလေးမှန်းရခက်တယ်အဲ့တော့ဒီပွဲကတော့ဒါမထည့်သေးဘူးကျွန်တော်နည်းနည်းအခြေအနေ show လိုက်အောင်ဒီကောင်လေးရောကဲအဲ့တော့ဘာတွေများထပ်ပြီးရွေးအောင်မလဲနောက်မှာတော့ဒါ DM က Timsor တွေနော် Ranzi ရဲ့ဒါ Templar ဟို Thin Spirit ကိုနိုင်တော့ hero လေးတွေပဲဒါ GU တစ်ဆိုင်ပန်းထားတာအဲ့တော့မစိုးနှစ်သင်းကတော့လက်ကတော့မျှမှာပဲအဓိကပွဲထဲမှာပဲကြည့်ရမှာဒီကောင်နေနော် draft တွေပွဲတွေပါညာ BPR outsider ဆိုပြီးဖြစ်သွားတာလား player မဟုတ်ဗျဒီကောင်နဲ့နာမည်ချင်းအောင်တက်ပဲ outsider နဲ့ VP ကဘယ်လောက်ထိဆိုလဲဆိုဒီကောင်ကဟို Euro တောင်ဖြစ်တယ် DPC ပွဲမဟုတ်တာနဲ့သူတို့က VP နာမည်နဲ့ဆော့မှာ logo ကလည်းအရင် VP နဲ့ပဲဒါပေမဲ့ Vel ကကြတော့ VP နဲ့ဆော့မရအောင်ဆိုလို့သူတို့ဒီ outsider ဖြစ်နေရတာအဲ့တော့ဒီပွဲတော့တကယ်အကြိုက်မတွေ့သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့မဆက်ချက်ထားတာဗျကဲအဲ့ဒီတော့ကျွန်တော်တို့ white dot ထပ်ဘန်းထားဆိုကျွန်တော် Navi ဘက်ကတော့မစိုး Don't Break Mercy ဒါတော်တော်လေးဟော့နေရဆိုရဲ hero နှစ်ကောင်လုံးယာထားတယ်ပဲပြောရမယ်နော် Don't Break Mercy ဆိုတော့ဒါကတော့မိုက်သွားပြီဟုတ်လားအဲ့ဒါဆို Saudi ပွဲရဘလို့ကြီးလေမပါတဲ့လူတွေများတယ်မ3-3လည်းမပါဘူး iSight လည်းမပါဘူး Man 2လည်းမပါဘူးအဲ့တော့ဒီကောင်တွေကဘာလဲပတ်စံရှိထင်တိုင်းကျဲတဲ့အကွက်ကြီးပတ်စံရှိပြီးအသင်းနဲ့ခေါ်တယ်ပြီးတော့ဟိုလူကိုဟိုဟာဗီဇာထုတ်မပေးဒီလိုဗီဇာထုတ်မပေးနဲ့ဆိုတော့နော်family တင်မလုပ်ဘူးလား family တင်ဆို9ယောက်ပြည့်မှာတော့မဟုတ်ဘယ်သူမှတကယ်ကောင်းတယ်နော်ဒါပတ်အတွက်ကောင်းတာလို့တော့ပြောလို့ရတယ်ဘယ်လိုမျိုးလဲရှင်းပြပေးပါလားအမဟုတ်ဗျအဲ့ဒါရုရှားနဲ့ဆိုင်သွားတော့ဘယ်ကအမေရိကန်ကုမ္ပဏီလေးရှင်းပြောရရင်အဲ့တော့ VP ဆိုတဲ့နာမည်ကသူတို့မှတ်ပုံတင်ထားမှာတော့အဲ့ရုရှားကုမ္ပဏီအနေနဲ့မှတ်ပုံတင်ထားမှာလေအဲ့တော့သူတို့ကရုရှားကုမ္ပဏီကိုဘန်းလိုက်တော့ outsider ဆိုပြီးတော့ရှင်းပြောရင်တော့ဘာမှမဟုတ်ပါဘူးလက်တလုံးကြပါပဲ outsider ဆိုတဲ့နာမည်လေးပြောင်းလိုက်ပြီးတော့သူတို့ Ukraine အခြေတိုက်တွေပိုင်းလုံးလိုက်လားမသိဘူးအဲ့လိုထင်တာပဲအဲ့တော့ Navi က Ukraine အခြေတိုက် Thin Spirit ကလည်းသူတို့ Ukraine ပြောင်းထားတယ်ပြောတယ်ဒီကောင်เนี่ยပြီးတော့ဟိုတစ်ခေါက်သတင်းထွက်တာဆိုဒီကောင်เนี่ย region အောင် change မို့လုပ်ထား Thin Spirit ကနောက်ပိုင်း coin တက်မှာဆိုလို့ကဲအဲ့တော့ organ မချိုင်း life stealer နှစ်ကောင်လုံးကတော့ဒါ life stealer ရဲ့ chicken နဲ့မျှပါတယ်နော်အေးစစ်စစ်ပဲဒီ tiny pet တော့ကတော့တိတ်ပြီး game မကောင်း carry ကျွေးရတဲ့အပိုင်းတစ်ဖက်ကလည်း chicken နဲ့ဆိုတော့ blade fury ဘာညာတွေနဲ့နော်Navi ဘက်ကလည်း life stealer လေးနဲ့ဆိုတော့ဒါ video ကလည်းသူအရင်တည်းကဆော့တာပါ life stealer တွေ PA တွေကဟုတ်တယ်အဲ့ဒါကြောက်နေရနှာလဲစီးနေရဟိုနှာလဲစီးလဲချောင်းလဲနာတယ်နေကောင်းသွားပြန်ပြီလားမသိဘူး Omicron လေးနဲ့ခစ်မိသွားအောင်မယ်ကျွန်တော်ဒီပွဲအကြိုက်မတွေ့လို့ဗျာတော့ရှောက်ပြောပြီးတော့မှားသွားမှာဆိုလို့အကြိုက်ကိုမတွေ့ဘူးဖြစ်ဒီပွဲနှစ်ပွဲလုံးကနှစ်သင်းလုံးကမျှရတာလဲပါတယ်ကိုရီးယားမှာမင်္ဂလာပါတဲ့
ကဲမင်္ဂလာပါ bro အားလုံးအဲ့တော့ Navi ကနောက်ဆုံးဒီ Dome Break ကတော့ကျွန်တော်မြင်ဘူးတလောက်ကတော့ off lane ပုံများတယ်အဲ့တော့ position 4လောက်ကျအောင်မယ်ထင်တယ် outsider တော့ဒါ Enigma ပေါ့နော်ဒါ4လေးလည်းဖြစ်သွားနိုင်တယ်ပြီးတော့ဒါ off lane ဖြစ်သွားနိုင်တယ်ကဲတိုင်နီတွေကတောက်လျှောက်ကြည့်နေတာနော်ရိုးတော်ရိုးလာအရင် OGTI အဲ့ရတော့ငါဟိုတော့တတိရတယ်ဒီတိုင်နီတွေကတောက်လျှောက် off lane တွေစောလိုက်ဟို mid တွေစောလိုက်အဲ့မတိုင်ခင်ကလည်း carry အနေနဲ့ကတောက်လျှောက်ချီပြီးသွားပြီဆိုတော့တိုင်နီတွေကတော်တော်ဟော့နေတာဟုတ်ပါခင်မီအောင်မယ်တင်တယ်ကျွန်တော်စိတ်တင်တော့နာရီစီးပြီးချောင်းနေဆို5 seconds remaining အကောင့်လေလို့ဟုတ်တယ်အဲ့ဆက်တဲ့နေရာလေ resolution ထပ်ဖြစ်အောင်မယ်နော်ကဲအဲ့တော့ outsider ဘက်ကတော့ရှင်းတယ်သူတို့က4ရိတ်တဲ့ ban နေရပါတော့ဒီ clockwork ban နဲ့သူတို့ကလည်းတိပါတယ်ဒီ line C က Dome Break ကဆော့နေကြဆိုတော့ဒီနွေးလေးမြန်တော့ဝေကျေးဇူးပါ bro Darius bro နာမည်ကကျွန်တော်အမှန်တိုင်းပဲမဖတ်တတ်တာဗျဒါရှေးလာလေကျွန်တော် supporter ယူပေးရတယ်ဒါပေမဲ့နာမည်မဖတ်တတ်ဘူးဖြစ်နေ5 seconds remaining ဆက်စီတန်လေးနော်ကြောက်ပြီချောင်းမှာဆိုပြီးနှာလေးကပါတော့ပိတ်တော့အတန်လေးကပြောင်းသွားတာကဲအဲ့တော့ Navi ဘက်ကတော့သူတို့ဒီ light stealer အန်နေကြောက်မှာဆိုလို့နော် Razor ဒါ off lane ကလည်းဖြစ်သွားနိုင်တာဆိုတော့ Razor ဘန်းထားတယ်ပြီးရင် light stealer ကြောက်ရမှာတော့ Razor အော် Slater ရဟုတ်တယ်ဒီနှစ်ကောင်လုံးကကြောက်ရတယ် light stealer bro ကိုပြည့်75 star ကျေးဇူးပါ broဒီတစ်ခေါက်ကပြောင်းပြန်ဟိုဟာကိုမန်လူတွေစက်ကြကြကျွန်တော်လိုက်လောင်းလို့ဖြစ်ကျွန်တော်ကတကယ်စဉ်းစားမရဘူးဒီပွဲကို Navi နဲ့ VP နော် VP ကလည်းရှေ့ပွဲတွေမှာ Team Spirit ကိုနိုင်သွားတယ်ပြီးတော့ Gladiator share 2ပြီးတော့ Champion ဖြစ်သွားတာဆိုတော့ဒီကောင်မျိုးလည်းဘတ်မကန်ရဲဘူးဒါပေမဲ့ Navi ကိုဘတ်ကန်မှုကျတော့ပို့ဆိုရယ် Navi ကဒီ outsider နဲ့အတွေ့မှာ2စီတီးပေးထားတာပေါ့နော်အဲ့တော့အဲ့လိုအခြေအနေတွေကဘလို့မှတစ်ဖက်သေးကိုထိုင်ဖို့ကလည်းမလဲဘူး Derry Rhyme ပါ Derry Rest Rhyme ပါOkay ပါမသိလည်းပြင်ပေးပါလား bro ပြေဖြိုးဆို100 star ကျေးဇူးပါ bro အဲ့တော့ Dom ဒါကတော့အသေးကြဆုံးပဲတစ်ဖက်ကပတ်အတွက်ကတော့တော်တော်လေးအန်နေများတယ်ပြောရမယ်ရှေ့မှာတော့ Tiny Skyward မျိုးကိုသူ့ကိုစိတ်ပူနေတာအဲ့တော့မကျင်တဲ့သေးဘူး outsider နောက်ဆုံး last pick ကိုမှကျွန်တော် Dom မှာရွေးထားတာဗျအဲ့တော့ဒါတော်တော်လေးတော့ကောင်းသွားပြီပြောရမယ်เนาะပတ်ကိုထိန်းဖို့ပါဘူးကတော့5 seconds remaining VP ထဲဝေး VP နဲ့ Navi fan တွေတက်ခွဲရမယ် string တစ်ခုလွှင့်ပြီးတော့ဆက်နည်းနည်းတော့တုံညရတယ်မဟုတ်ဟမ်ကျေးဇူးပါကဲအဲ့တော့ Navi ရဲ့နောက်ဆုံးရွေးချယ်ရမယ်အပိုင်းသူတို့မကျင်တဲ့တော့ဒီ Dome Break က4ပို့လိုက်နော် Dome Break က4ပို့ပြီးရင်ဒါ Dome ထဲတော့မှနည်းနည်းလေး LD နဲ့ကြည့်ပေးအဲ့ဒါဆိုလည်းကောင်းတယ်ပြီးတော့ off lane ကိုထပ်ရွေးပေါ့နော်သူတို့ off lane နဲ့မှာဆိုရင် Jacket နဲ့ထိန်းဖို့ပန်ကိုတွေပါလေမစိုး Jacket နဲ့ထိန်းရတာဆိုရင်ပြီး light season နဲ့တွဲကျင်တပါဆို Santa Warrant လည်းကောင်းတယ်နော်ဒီ Dome ကလည်းပါနေတာဆိုတော့ Stampede တွေပါနေ Winter Wyvern အဲ့တော့သူတို့ကတော့ဒီ light season ရဲ့ Dome Break ကိုပဲဒါဆက်လက်ပြီးတော့ရွေးချယ်ထားတော့မယ်နောက်ဆုံးကျွန်တော်တို့ solo အနေနဲ့ Winter Wyvern position 5ပါအဲ့တော့ bro လွင်မင်းခန့်15 star ကျေးဇူးပါ bro TPK နဲ့ no one ဆိုရင်တော့အရင်စင်တူလုံးတယ်လို့တော့မြင်တယ်ဘယ်လိုမြင်လဲဆိုနှစ်ကောင်လုံးက individual မြင်တယ်တစ်ဖက် mid ကို pressure ပေးဖို့အမြဲလို့ကြိုးစားတယ်ဟိုပုံမှန်ဆိုရင်များဒီမြင်ဘယ်လိုပြောမလဲဥပမာ Team Spirit က Toronto Tokyo ဆိုသူများ mid ကိုနှောက်ယှက်ဖို့တဲ့သူကသူ့ item ကို boost ပြီးတော့အသင်းကိုဘယ်လိုကူညီရမလဲစဉ်းစားတဲ့ကောင်မျိုးဒါပေမဲ့ GPK နဲ့ no one ကဘာတူလဲဆိုတော့ဒီကောင်ကြီးကကျတော့သူတို့ mid ကိုအုံးဖို့မျိုးစုံကြိုးစားပြီးတော့ဒီကောင်ကြီးကလိမ့်နေဝိုင်းပြန်ဖမ်းနေရောစပွဲလို့အသင်းကိုကြည်ပေးတတ်တဲ့ mid မဟုတ်ဘူးသူတို့ mid ပုံစံသူတို့ကိုယ်တိုင်လုံးမယ်ဆိုတော့ခံယူချက်မျိုးနဲ့အဲ့လိုလိမ့်ရတာဆော့ပြီးတော့သူတို့ကောင်းဖို့အတွက်ကိုပို့ပြီးဦးစားပေးတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့နှစ်ကောင်လုံးကတူပါတယ်ပုံစံချင်းကကဲအဲ့တော့ Ramsey no one တော့ဒါ OVB fan တော့ကတော့ဘယ်အသင်းကိုအားပေးလို့အားပေးရမှာတော့မသိဘူး no one ပတ်ပေါ့ no one ကကျွန်တော်ရဲ့ all time အကြိုက်ဆုံးပဲ no one တို့ Hurricane လို့ဆိုတာကဲအဲ့တော့ပွဲရတော့ကြည်ကောင်းပါပဲเนาะမျှလဲမျှတယ်ဒါပေမဲ့ draft အရာဆိုရင်တော့ Navi ဘက်လေးတော့နည်းနည်းနေခြင်းတယ်เนาะဒီ Window Wyvern နောက်ဆုံး last pick ကလည်းမစိုးတကယ်ကြီး Chicken နဲ့ပိုင်းပြီးဟေးဆိုလဲနောက်က Goal Ambrage တွေရှိမယ်เนาะဒုံထဲခံရပြီဆိုလဲ Goal Ambrage ဆိုတော့ solo ကတော့မစိုးနောက်ဆုံးကျွန်တော် last pick ထိတော့ position 5ကိုရွေးချယ်ပြီးပစ်လိုက်တယ်ဒါပေမဲ့တော်တော် impact မြင့်တဲ့ကောင်သူရှာဖွေသွားတာဗျ
5 мажоров выиграл в доте. 5 мажоров, 5 Prepare мажоров the выиграл в доте. 5 lesson for мажоров, you. 5 мажоров Is выиграл в never доте. try. А? ဘော်ရာတွေတွေ့ကုန်ပြီ А давайте-ка выиграем. Йо-хо-хо. ဟုတ်တယ်အဲ့နာနော်ရက်20ရက်နေကြည့်ရမယ် အဲ့တော့ run လေးတစ်ချက်ပြလိုက် run ကတော့ no one run တော်တော်များတယ်အခုတနေ့ကတွေ့ရ run 1 to 10ဝင်အာ solo က300တွေပဲဖြစ်ကုန်ပြီအဲ့ဘာလဲ position 5ဆိုတော့အဲ့ run 2ဆရာကြီးတကယ်ကြိုးစားနေပြီနော်တကယ်ကြိုးစားနေပြီ no one 30 seconds to battle. run 2 Ranzi က68မ Ranzi ကဘယ်လောက်တူးပေါ်တာကိုချစ်လဲဆိုတာဒီမှာကြည့်အခုချိန်ဒီ no one player ကတ်ကိုနော်ရှေ့ဆုံးမှာထားတော့မယ် no one ထားလာကြည့်မယ်အာ no one ချေပြတ်မထားဘူးနော် no one ကတော့မထားမယ် Ranzi ကတူးပေါ်တာကိုတကယ်ချစ်တာနော်အရင် no one Ranzi အတွဲဆိုတော့ဘယ်အတွဲနဲ့ရှင်ပို့ပြီးတော့ကောင်းတယ်သူတို့ရဲ့ mid carry ကဲအဲ့တော့ run နေရတော့အနီးကဲဒီဘက်မှာလည်းကျွန်တော်ရန်နေတော့ဖြစ်တော့မယ် Begin. အဲ့တော့မှကျ serious round ဒါစားပြီး slow ခံထားရဲဆိုမြဲrebound လေးသူအရင်ကောက်တင်လိုက်တာတော်တော်လေးမှန်သွားတယ်ပြောရမယ်အဲ့တော့ Interesting. ဒါဘောင်ချီရွန်ကတော့ကျွန်တော်တယောက်2ခုစီပါပဲเนาะအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်အခုလိုပြောကျွန်တော်ရဲ့ week game မှာလာရောက်ကြည့်ရှုပေးကြတဲ့အတွက်အဲ့တော့ကျွန်တော်တို့ဒါထုံးစံအတိုင်းပဲပွဲကောင်းလေးရှိတိုင်းပြပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြပါအောင်လို့ဒီနေရာနေပဲဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့ Navi versus Outsider game 1ကျွန်တော်တို့ round robin နောက်မှာ team sprint နဲ့3သင်းပတ်လေအဲ့တော့စပါပြီအဲ့ဒါ confirm ပြီးပြောရဗျiSight နေရာမှာ resolution ပြီးတော့3-3နေရာမှာခုန Dazak တဲ့ဒီကအဲ့ tiny pack lane နဲ့ match ကတနိုင်မခံရရင် pack က short မရှိဘူးဒီကောင်ပြီးရင် infuse rain တွေဝယ်လိုက်ပြီးရင်နည်းနည်းလေးအခန်းအိုင်းနဲ့တကွက်လောက်သွားလိုက်အဲ့တော့ဆိုရင်တော့မစိုးဘူးအဓိကတနိုင်ခံရတာစိုးတာဗျပတ်နဲ့တိုင်နေကြတော့တိုင်နေကအရန် crease စားလို့ကောင်းအပေါ်ကတော့ဟိုနာဗီဘက်ကတော့နည်းနည်းဂယူးဆိုင်မှတော့ရမယ်သူတို့က2မီလီသွားဖြစ်တယ်เนาะအဲ့တော့အကယ်၍တာဂျကန်နက်က level 3လောက်ကိုမှကျွန်တော်ဖက်နှက်လောက်ပါစီးပြီဆိုရင်ဒါ AC ပဲဟို baby sit နေတဲ့ organ မဂျန်ကလည်းဖြစ်နေတာဆိုတော့လို့တွဲပြီးတော့ဗောနော်တစ်ဖက်ကျွန်တော်တို့နာဗီဘက်ကိုတော့ hero kill လေးတော့ try လုပ်ကောင်းတယ်ဗျအခြေအနေက this break ကဒီပွဲပြီးမှဗျဒါပေမဲ့ဘယ်အသေးနဲ့ဆော့ရမလဲတော့မသိဘူးအာဟာစိတ်ထိမှာ race တွေပါကောက်ကြီးကုန်ပြီ sky one မဲ့2လေးနဲ့လမ်းပေါက်တာ။ညာဗီဂျွန်းကစိတ်ကြီးရယ်BO1 ဟုတ်တယ် bro BO1 ပါနာဗီပဲ VP ပဲပြောက်တယ် VP ကဒါပဲလေ bro outsider ပဲကျွန်တော် caption မှာတော့တွဲပေးထားတယ် outsider နဲ့ VP ကဟိုလူတွေကရောကြမှာဆိုလို့game 1 winner နဲ့ဆော့မှာတဲ့ကဲနော် Ranzi ကတော့သူဒါမကြခင် level 3တော့ရရမယ်သူဖက်နှက်တော့ဝယ်လိုက်ပြီဒါပေမဲ့ level 1လောက်နဲ့ try မို့ကြတယ်မလွယ်ဘူးဗျ Dome Breaker ဒီကောင် strength ကောင်ကြီးနဲ့ဖြစ်နေပြီးတော့ Marcy ကျတော့လေသူ rebound ကရှိတယ်နော်အဲ့တော့သူဒါ level 3လောက်မှတော့နည်းနည်း try လို့ကောင်းမှာအခြေအနေကဗီလာနာဗီလာဒီပွဲကတော့နှလုံးသားနဲ့ပဲအားပေးလိုက်တော့မယ်မန်နီနဲ့အားမပေးတော့ဒီပွဲကမှန်းဟခတ်လို့အဲ့တော့မစိုးပါဘူးဟိုမင်းမာလဲတိုင်နီကဒနိုင်9កောင်ဆိုပေမဲ့လေနော်ပက်ကဒါအရင်မပြတ်အောင်သူ live ဟို creep စားထားနိုင် AC ပဲကဲ GPK နောက်မှာကျ toast နဲ့ပဲဘာညာရောမဟုတ်ဖျဲတာဗျ no one တကောင်အဲ့တော့ဒါ luxury on နဲ့ပဲ no one သူဒါခဏလေးတော့နည်းနည်းလေး short ပေးထားသေးရပါတော့သူပတ်တိုင်နေလဲဖြစ်နေတာဆိုတော့အဲ့တော့သူ AC ပဲဒီဘက်မှာ bounty roll လေးတောက်ကောက်မယ်ပြီးတော့မှသူတဖန်ပြန်တွေ့မယ်ပေါ့နော် AC logo ကြီးကကွယ်နေဟုတ်လားကွယ်နေရတာခဏကျွန်တော်ကြည့်ပေးမယ်။အော်နည်းနည်းလေးတော့ကွယ်နေခဏလေးလိုလေးလောက်လိုက်
ရပြီနော်ဒီလောက်ဆိုမကွဲတော့အော်ဒီနားလေးချလိုက်မယ်အဲ့ဒါပိုကောင်းကျွန်တော်ဒီဘက်မှာအစင်ပြေအောင်လှုပ်ပေးနေတော့မှပေးလိုက်ရပြီ GPK ကတော့ကဲ sorry ပါနော်ကျွန်တော်ဒီဘက်မှာအစင်ပြေအောင်ဟိုဘန်နာလေးအောက်ရွှေ့ပေးနေတော့ဒီကောင်မို့ run တော့ကောင်းရင်လည်းပေးလိုက်ရတာထင်တယ်နော်တစ်ဖက်ကကဲအပေါ်မှာလည်းကျွန်တော် Ramsey ကိုတော့ပေးထားသေးတယ်အဲ့တော့ဒီ organ မချန်ကြီးတစ်ကောင်မှာ live ပွဲဖြစ်မလားတော့ကြည့်ရမယ်အဲ့တော့ Marcy ကတော့ပေးလိုက်အဲ့တော့တစ်ချက်ပြပေးမယ်ဒီဘက်မှာနည်းနည်းလေးအာယုံဖြစ်သွားကျွန်တော်ရွှေ့ရင်းနဲ့ Ramsey ဘယ်လိုမှောက်သွားလဲပေါ့ဆွဲမခံလိုက်ရတယ်ကျွန်တော် Blade Fury ဒါပေမဲ့လည်းမရဘူးဗျတစ်ချက်နဲ့နော် YB physical လောက်နဲ့ကိုပြတ်သွားတာအဲ့တော့ outsider အန်နေများရင်တော့ကျွန်တော်ဒါ mid core carry ရောအစိုးရပေးထားတာ lane ထဲမှာကတည်းကဒီဘက်မှာကျွန်တော်ကာရီယာနဲ့တော့ဆိုလို့လဲရဖို့တော့ရှိတယ်ဒုံးက3မယူပါသေးဘူးเนาะဒီ infinite blade လေးရရတာ TP လဲဆုံးသွားမှာပြီးတော့ level တက်ခံနေလေနည်းနည်းလေးဒီ crew weight တေသွားရင်တော့ရပြီအားလုံးပေါင်းက bro 3ပွဲပတ်လေဆိုတော့ဘယ်နှပွဲဖြစ်သွားမလဲတယောက်2ပွဲ4ပွဲဖြစ်သွားမှာနော်အေးပေါ့တသိန်းကို2ပွဲစီပေးဆော့ရမှာပေါ့ဒီကောင်နေအောက်ကြည့်ရပေါ်သေးပေါ်ကြည့်အောက်တယ်မဟုတ်သေးဘူးကဲအဲ့တော့ဒီဘက်မှာမာစီအော်ကမကြနဲ့ဒီနားထိရောက်လာတာပဲနော်ကဲတော့ခဏပွဲလေးနည်းနည်းအာရုံစိုက်လိုက်မှာတော့ကေးတောက်လျှောက်လို့ပြောခဲ့ The lesson for you is never try အဲ့တော့ကျွန်တော်နောက်ဝဘိုင်းလေးတစ်ချက်သွားမယ်ပတ်ကတော်တော်နောက်ဝနဲနေရပဲเนาะဒါတော့မှသူအစင်ပြေအောင်ဒါမင်းမနေနေလို့နောက်ဝ2000ပဲရှိသေးရဗျဒီကောင်ဟုတ်တယ်မာစီက DD Ron နေပါသူလာကြည့်ပေးသွားတာအဲ့တော့ဒီဘက်မှာမာစီကပြန်ဖြဲနေရနော် level ကလည်း5ဆိုတော့sorry မာစီတောင်ဖြစ်တယ် Dawn Breaker ကပြန်ဖြဲနေတာနော်ကဲဒီဘက်မှာကျွန်တော် Sweden Round 2အနေနဲ့လည်းကျွန်တော် DD Ron လေးကကြံနေသေးရဆိုတော့ဒါ Organ မကြိုင်းလောက်ကို try တော့လွယ်လွယ်လေးပဲဗျကဲနောက်မှာတော့ကျွန်တော်တို့ Marcy တကောင်းတော့ဆွဲတော့မာပေးထားပြ Ramsey အနေနဲ့ Blade Fury ကဲအပြက်ကြီးဖြတ်ဖို့တော့မလွယ်ဘူးဒါပေမဲ့ကျွန်တော် DD တကောင်းလေးတော့တဲတော့ခုန်ထားပြီးတော့နောက်မှာတော့ကျွန်တော် Ramsey အနေနဲ့ Tower ရှေ့မှာပဲပေးလိုက်ရပြီဗျအဲ့တော့ Ramsey ကမပြေးပဲနဲ့သူကပြန်ပြီးမှ try နေနေတာဆိုတော့လေနောက်ဆုံးသူ့အသက်ကိုတော့ပေးထားဆိုတစ်ဖက်ကကျွန်တော် Skyway မှာ Yamish က backup ကလည်းဒါအချိန်တော့အရင်မမီသွားဘူးနောက်မှလည်းဒါ Lysi အသေးအတန်ပဲဗျသူ့အနေနဲ့ if you rain တော့လည်းရှိနေတယ်ဆိုတော့တေမာတော့မဟုတ်တော့ဘူးအဲ့တော့တော်တော်လေးနစ်နာနေပြီ outsider ဒီ carry ကိုနှစ်ခေါက်ပေးထားရတယ်နော်ပြီးတော့မစ်ကလည်းတစ်ခေါက်သေးပေးထားရတယ်ဆိုတော့ပျော်ဖို့မကောင်းအခြေအနေကနာဗီဘက်ကိုနည်းနည်းလေးရောက်နေတယ်ပြောရမယ်အခုကဲအပေါ်မှာထပ်ပြီးပေးရသေးရဲ့ဂျကန်နက်ကလည်း Blade Fury ဘာညာဆိုမြဲဒီနှစ်ကောင်က3ယောက်ဒီမှာပေးပြီးမေးနေရပြအဲ့တော့ Ramsey ကတကယ်ကိုအန်နေများနေပြီးတော့သူ့ရဲ့ထုံးစံအတိုင်း Midas နဲ့ပြန်ဆော့တော့မှာနော် Ramsey လောက်တော့ရှိတယ်ဒီကောင်ဘာဖြစ်ဖြစ်ကို Midas နဲ့အခုတလောဆော့နေ carry ကိုရှေ့ဖြဲရနော် line ကြီးကရှေ့ပါအသက်မခံတော့ရှေ့တက်ကြတယ်သူ sorry နှိပ်တယ်နော် level 2လေးခင်းပြီးတော့ရှေ့ဖြဲဒီကောင်အဲ့တော့အောက်ကိုကြီးလိုက်လေဒုံးကဒီမှာမตาရအောင်ဒုံးကကျွန်တော် crit 23ကောင်ပဲစားသေးတာ V ကျောင်းကဒီမှာ deny အကောင့်20ကျော်ထိပါလှုပ်ထားတာပေါ့နော်အဲ့တော့ VP ဘက်ပြဿနာကတော့အဲ့ site lane နဲ့ lane မှာတော်တော်လေးအဆင်မပြေဘူး mid လောက်ပဲရှိတယ်သူတို့ okay နေတာအဲ့တော့ GPK ဘယ်လောက်အထိများသူလိုက်ချပေးနိုင်မလဲပေါ့နော်ဒါကတော့10မိနစ်မှာ3400မစိုးပါဘူး GPK ရဲ့ network တော့တော်တော်လေးအဆင်ပြေနေတယ်ပြောရမယ်ပြီးတော့သူက dagger အရင်သွားမှာနော်အဲ့တော့သူကတော့စောစောလေးချပေးလို့ရသွားပြီအဲ့တော့အပေါ်မှာတော့ဂျကန်တက်ကြီးရွေးထားရဲဆိုရင်မတန်ဘူးဘက်က Dawn Breaker ဘာညာတော့ဒါအစင်မပြေတော့ဆိုနောက်မှကျွန်တော် Marcy တကောင်းရဲ့ဆွဲမချက်တွေကြားမှာတော့ Ramsey နေနဲ့တောက်လျှောက်တွေကိုပေးထားတာဗျအဲ့တော့ no one နည်းနည်းတော့ရန်တော့စားလိုက်ပြီသူ့ဘော်တော်လှမ်းပြီးမှတစ်ပေးထားတာဗျ
Okay Randy ပေါ်လာချင်းချင်းအထားမထားဘူးကွာ no one သူများတွေ live မှာရှင်းပြနေတာ 72k view နော် Radiant's current ဘယ်သူလဲအော်အောက်မှာတော့ကျွန်တော်တို့ဒါပြန်ပြီးတော့ရထားသေးတယ်เนาะအဲ့တော့မစိုးအဓိက Randy စိုးနေတာလေးက Randy ကတောက်လျှောက်ပေါက်နေမှာစိတ်တွေကောက်နေပြီမစ်တွေပါရောက်နေပြီလိုဝဲကြီးကဘော်ဒါတွေကိုအထားမထားဘူးဗျာအဲ့ဒါကြီးမကောင်းဘူးအပေါ်မှာလည်းထပ်ရထားတယ်အဲ့ဒီပွဲကဘာဖြစ်နေလဲကျွန်တော်မစ်ကို observer ရွှေ့ရင်အပေါ်မှာသေးရပေါ်ရွှေ့ရင်အောက်မှာသေးဟုတ်သေးဘူးကဲဒီတစ်ခါမှတော့ video full Facebook ဘာညာနဲ့တော့သူပြေးတော့ထွက်ဖို့တော့ကြိုးစားတယ်နော်မတိုးစစ်ကြားမှာတော့ DM တကောင်းလည်းကွက်တီပဲ dome လေးမထည့်ပေးထားစမှာတစ်ဖက်က dome breaker နေတဲ့ solar guardian ကဲမလွယ်တော့ကျွန်တော်တို့ dome ပေးလိုက်ရလို့ထပ်ပြီးတော့ GPK အနေနဲ့က live ပွဲနှစ်ကောင်လုံးတော့ပေးထားပြီဗျမပေးလိုက်ရဘူးနောက်ဆုံးကျွန်တော် ambulance လေးလည်းပဲ GPK တကယ်ကိုမိုင်ဝါပြီးတော့ပဲကျွန်တော် toast back line လေးတော့ပို့ပေးထားသေးတယ်ဒါပေမဲ့လည်းကျွန်တော်အရင် try မို့တော့လွယ်မှာတော့မဟုတ်တော့ဘူးဗျအဲ့တော့ဒီလောက်ပဲ Navi နေနဲ့တော်တော်ကြီးကိုအဆင်ပြေနေတာပေါ့နော်ဒါတော့ no one မပါဘူးခုနဒါသူတို့3ယောက်လောက်နေနဲ့ကျွေးနေတာ Radiant's middle tower is under attack. Пять мажоров выиграл в доте. А? Randy တပေါက်တော့ကြည့်ရမယ် तू ကဟိုနေ့တွေကတော့လို့ Midas နဲ့ပြန်ဖမ်းသွားပြီးတော့လမ်းဝတွေ live မိသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာရော live မိမလားတော့တစ်ချက်ကြည့်ရမယ်အခုအချိန်နေထားတော့မလွယ်ဘူးကဲသွားပြီပြောင်းပြီပဲဝေးဘာဘယ်အားလဲလောက်ပြောပြအောင်လေဘာလဲ 72k တွေပြောင်းပြီဘာလိုက်ဘယ်သူလိုက်လဲလက်အောင်လေလက်တို့လေဟာအဲ့ဒါကြီးအထားမချဘူးနော်အမလက်တို့ပါပြောင်းတယ်ပြောင်းလိုက်တယ်တော့နည်းနည်းစိတ်ဝင်စားပါ 72k ဆိုတော့ကဲအောက်မှာတော့ live စီလာသူက amulet အစောရပြီဒီ carry ကတော့ share ပဲနော်ဒီကောင်ကလုံးဝ free fun ဟိုမှာ hero key ကလည်းဒါတကောင်ရထားသေးတယ်ဆိုတော့ carry ကြားထဲမှာသွားပြတ်နေတာပြဿနာတနေ့ offlane တွေဘာတွေက AC ပဲဘာလို့ဒုံးဖြစ်နေပြီးဒီကောင်ထုံးစံတိုင်း Midas နဲ့ fan မှာဆိုတော့အချိန်တန်လိုက်မိသွားမှာပဲဒါပေမဲ့ carry လောက်ပဲချီရမှာ live မိပါမလားပေါ့ကိုက Navi ကလူလားဘော Naviကဲဒီဘက်မှာလည်းကျွန်တော်တို့ထပ်ပြီးတော့မာစီအနေနဲ့တော့သူ LT ပဲရပြီအဓိကအပေါ်လေးအရင် fail သွားတာဆိုတော့เนาะ VP ဘက်ကဆော့ရတာနည်းနည်းလေးခတ်သွားတာကဲဆိုတော့မဆိုဒီမှာ stat တွေပါနေဆိုတော့အဲ့တော့ Navi ကတော့သူတို့အပေါ်လဲလေးချိုးလိုက်တာတော့ကောင်းတယ်ဒီချိန်မှာတော်တော်လေးလေးတာနေပြီဆိုတော့เนาะ AC ပဲဒါ Dome Breaker သူကလည်း LT ရလာပြီဆိုတော့ကျွန်တော်အပေါ်တော့စောတော့ထိဖို့ကြိုးစားထားလို့ဒီဘက်မှာလည်းကျွန်တော် solo အနေနဲ့ Rancy ကို solo တွေမှာ game ကိုလုပ်နေတာဒါပေမဲ့သူငစားပဲမြင်တယ်နော်နောက်မှငမားချိတ်တွေကတပြုတ်ကြီးကဲအဲ့တော့ the silence နဲ့ပဲတိုင်းနေ Evelyn Tosh Rancy hero k Rancy မှာ hero k လာကျွေးသွားတာ solo ဟောဒါသူ့ရဲ့ဟိုးရင်တော့တလန်းနဲ့သွားပြီးတော့တကယ်အတူတကွပူပေါင်းလှုပ်ဆောင်ခဲ့တယ်သူ့ဘော်တော် hero k လေးလာပေးသွားတာကဲအဲ့တော့သူတို့ဒီ outsider ဘက်ကလည်း outlet လေးကိုနည်းနည်းလေးပြန်ပြီးတော့ယူခြင်းနေရမယ်လွယ်မလားတော့ကြည့်ရမယ်တစ်ဖက်က space ရာအကုန်ရှိရနော် Dome Breaker LT တွေပတ်တွေဒါပေမဲ့ကျွန်တော် Navi ပိုကောင်းတဲ့လမ်းကိုရွေးသွားတာသူတို့ကဒီ outlet ကိုပေးလိုက်မယ်ပြီးတော့ဒီ mid ကိုယူမယ်ပေါ့နော်အဲ့လိုနည်းနည်းလေး trade လိုက်မယ်ဆိုတဲ့အနေထားဗျကဲအဲ့တော့ကျွန်တော်တို့ line စီ level 2ပါကြတယ်သူနည်းနည်းလေးဒါဖဲချောက်ထားတယ်ဆိုပေမဲ့solo ရဲ့ position ကတော့ရှေ့ကိုတော့ကျွံသွားပြီးတော့နောက်မှာ silence တွေကြားမှာတော့ကဲ GPK နေနဲ့လည်းအန်နေတော့များသွားပြီးတော့နောက်မှာဒုံးတစ်ကောင်ပါဒုံးဝဲနေနေတော့ဒါအေးစစ်စစ်ပဲကျွန်တော် drain coin လေးနဲ့ထိန်းမိထားတာဗျအဲ့တော့ DM အခုချိန်ထိတော့သူဒုံးတော့မထည့်ပြစ်သေးဘူး no one နေတဲ့တောက်လျှောက် damage တော့ပေးဖို့တော့ကြိုးစားထားပြီးတော့ပဲနောက်ကကျွန်တော်တို့ light stealer တကောင်တော့ organ magic နေနဲ့ stand ပေးထားသေးတယ်ဒါပေမဲ့လည်းရှေ့က body blow တွေပါတော့တကယ်ကိုကောင်းနေရဗျအဲ့တော့ DM တကောင်မှရာတာလို့ထပ်ပြီးတော့ပဲ organ magic နေနေရလေကဲပေးလိုက်ရပြန်ပါပြီကဲတော့ Navi ကတော့ AC ပဲတော့သူတို့စော့နေတာ season လေးနဲ့ဟိုအဆင်ပြေပြီးတော့တောက်လျှောက်တာနေတာအဲ့တော့ now 2k VP ကတော့သူတို့မျော်လင်းစရာတော့ဒီ Jagan နဲ့ Midas အကွက်တော့ရှိမယ်နော်တော်တော်လေး fan ပြန်လာမှာဒီကောင်က Dire's middle tower has fallen. The lesson for you. အဲ့တော့ရတယ်ကျွန်တော် Hero Key တွေကတော့နည်းနည်းလေးပြတ်နေရဆိုပေမဲ့အချိန်ဆွဲတာ
သူတို့ဘက်က minus 2កောင်တော့ပါတော့အစောပိုင်းတော့ချဖို့မလွယ်ဘူးဒီမှာ dome ကလည်း minus ကြီးနေအဲ့တော့ဟိုစကန်နက်ကလည်း minus နေဆိုတော့ဒါကတော့နည်းနည်းလေးစောင့်ရမှာပဲပေါ့နော်အချိန်တစ်ခုတော့တကယ်နှမို့နေရပဲကွာနာရီမုံပြီး omicron လားမသိဘူးဆိုလိုကြီးမလုံးလားလွမ်းတာပေါ့ဗျာ VP က9ရုံလုံးလွမ်းတယ်အဲ့လိုမျိုးရက်တာမရတော့အခုဆိုလေ VP တော့အားပေးနေတော့မယ်ဒါပေမဲ့အရင်တော့9កောင်လို့အားပေးရတဲ့ feeling ပေါ့အရင်တော့9កောင်ဆိုရင်ဘယ်လိုလဲမသိဘူးတော့တက်ညီလက်ညီနဲ့ကြီးရတာကွာအားပဲဒီကောင်နေ sorry ပုံကကဲအော်ဒီဘက်မှာ GPK တော့ချောင်းမြောင်းလုံးကြံခံရတော့မယ်နောက်မှာတော့ Swedish round ကဲထပ်ပြီးတော့ stand ပေးထားပြီးတော့ပဲ avalanche နဲ့ပဲ GPK ကန်ကောင်းလို့အော်ဒါပေမဲ့လည်း serious round သက်ဆနေသေးတာလုံရဲလားဆိုတော့လည်းမလုံရဲဘူးဟမ်အဲ့တော့ဒီဘက်မှာပိုလွယ်ကူတဲ့ကျွန်တော် position fight တကောင်လောက်ကိုပဲ Navi သူတို့အနေနဲ့ aim ဖို့တော့ကြိုးစားထားပြီးပဲ silence ဆိုတော့ no one တကောင်ကလည်းအော် wish play ပါလာပြီအဲ့တော့တော်တော်လေးတော့ alien များလာပြီเนาะ VP ဘက်က idea တွေကလည်းကွာလာပြီဖြည်းဖြည်းနဲ့အဲ့တော့ minus အားကိုပဲသူတို့မျှော်ရမယ်သိရမလားအချိန်ကိုဆွဲတာအရင်မပြတ်သွား bro sound မူလက်75 star ကျေးဇူးပါ bro okay မကြီးတယ်ဗါ okay မကြီးအော်ကမချိုင်းပါအော်ကမချိုင်းပါ A prize. ကဲ minus အားကိုပဲเนาะ outsider ဘက်ကလို့စွတ်စွတ်စည်းစည်းလေးနဲ့အချိန်တစ်ခုဆွဲအခုအချိန်မှာတော့သူသွားကြီးပေါ်တော့ဘလို့မှတော့ဒါ loyal မှတော့မဟုတ်ပေါ့เนาะ no one ကလည်းဒီမှာ wish play ပါလာပြီပြီးတော့အဓိက don't breaker LD ဆိုတာကြီးကလည်းဒီလိုအစောပိုင်း minute မှာကျတော့ impact များလို့တယ်ဗျကဲကျွန်တော်ပြောရင်းဆိုရင်တော့သွားတော့ညှိထားပြီးတော့ Marcy LD နဲ့မထိုးထားပြီးတော့ don't breaker အနေနဲ့ကလည်းကျွန်တော် star breaker ရလေ40ဆိုတော့တော်တော် damage ထွက်လာပြီဒါမှဒီကောင် deck solitaire ပိုင်းမပါသေးဘူးဒါ BKB 10 rush ထားတဲ့ဒါလက်ထိတ်မှာ don't breaker လေးပေါ့နော်ဒါမှ damage ထွက်တယ်ဗျ40ကြတော့ Dire's middle tower is under attack. အော်ကမကြိုက်တယ်အော်ကမကြိုက်ငယ်တော့ဟိုကခါရဲ Marticus ပဲခေါ်တာငယ်တော့ Marticus လို့တော့မထွက်ပါဘူး Marticus အဲ့လိုပဲထွက် Marticus ငယ်တော့ Marticus ပဲဘိုက်ပူလေတိတ်မသုံးကြအောင်ကျွန်တော်တို့ဂိမ်းဆိုင်ရတော့ကျွန်တော်တို့ဂိမ်းဆိုင်တော့ Marticus ပဲဒီကောင် Marticus ကျန်းတယ်နော်အဲ့ကောင်ကအရင်တော့ Scepter ဟိုက chance လို့တာအခုလို Scepter လို့သုံးရတာမဟုတ်အရင်စိုးတယ်အဲ့ Scepter 3ခုလောက်ထိစုထည့်လို့ရအဲ့စုထည့် chance ကအရင်များပြီးတော့မခံနိုင်ဘူးကဲနောက်မှာတော့ GPK တိုးစင်းနဲ့ Dome Breaker တင်တဲ့ LT ကလည်းမရှိတော့မ silent တယ် Yamish LT မချပေးတာဗျအဲ့တော့ solo သူအချိန်မီလေးကင်ဖို့ကြိုးစားရဲဆိုပေမဲ့လည်းအရင်တော့ right time မဖြစ်သွားလို့ပြော GPK တကောင်းလေထပ်ပြီးတော့ချောင်းပါအဲ့တော့ Navi ဘက်ကသူတို့နည်းနည်းလေးခယူးဆိုင်ရမှာတော့အဲ့ဒါပဲပေါ့နော် Dome Breaker LT မရှိတဲ့အချိန်တစ်ဖက်ကဒီတိုင်းနေ Sky One Mission နဲ့လို့တကောင်းဝင်ကောက်သွားမှလေးကြောက်ရမှာဗျ Bottom tower is under attack. Hello we အန်နီရများကိုခေါ်တယ် we လောက်လောက်ဗျဒီတွေကပူလာအန်နီရများကိုလောက်မာတီကတ်ပဲဟုတ်တယ်မာတီကတ်ပဲကိုရီဂိမ်းဆိုင်နဲ့ Hello we ဒီသလုံးကောက်ပူတာအန်နီရများွာခေါင်းနှလုံးငှက်လို့ခေါ်တာကျွန်တော်တို့ကြော3 300 dragon ပေါ့နော်ဂျာကီရိုခေါင်းနှလုံးငှက်လို့ခေါ်တယ်ကိုရီဂိမ်းဆိုင်ကဲအဲ့တော့ Navi ဘက်ကတော့ဖီတာနော် Midas အစွမ်းကိုအထင်မသေးနဲ့ဒီမှာ Ranzi ကနောက်ထိတ်ဆုံးဖြစ်လာပြီအဲ့တော့နော် Midas အစွမ်းကိုအထင်သေးရင်တော့လောင်တားတပွေးတစ်ပိုက်ကြီးဖြစ်သွားမယ်ဒီမှာဒီကောင်ကနောက်ဝရညားလာပြီဟုတ်တယ်ကျွန်တော်နည်းနည်း view ဆိုင်ရမယ်ကျွန်တော်အဲ့လိုမျိုးရှင်းမီနောက်မီယောဂါတွေဖြစ်တယ်ကဲထပ်ပြီးတော့ကျွန်တော်တို့ DM အနေနဲ့တော်တော်ကြုံသွားပြီတော့ silence နဲ့ပဲတစ်ဖက်က light sealer ဒီကောင်ရဲ့ခုတ်ချက်နဲ့ပဲနောက်ဆုံးတော့ပေးလိုက်ရပြီပဲအဲ့တော့ light sealer ကလည်း mana style မရလာပြီအဲ့တော့ item ဘေးကတော့တော်တော်လေးဆန်းတယ်ကြည့်ရတာသူတစ်ဖက်က sky one make space တွေပြီးတော့ don dagger တွေဘာတွေခုံလာရင်လည်းကျွန်တော်နည်းနည်းလေးကိုခွဲပြီးတော့အယောင်ဆောင်ခြင်းနေရထင်ပါတယ်နော် mana style ရွေးထားတာဗျ light sealer Middle tower is under attack. ကဲ Ranzi ကိုသူတို့ဖြတ်ဖို့တော့ချောင်းမယ်ဒါပေမဲ့လွယ်မှာတော့မဟုတ်ဘူးနောက်မှာတော့ Sweden Strong သူမားဖို့တော့ကြိုးစားပေးထားတယ်ဆိုပေမဲ့လည်းတလောက်ပဲဗျအဲ့တော့ဒါပြဘက်ကတောက်ရှောက်ကိုလိုက်ပြီးတော့လို့ hero key တွေရဖို့ချပစ်ဖို့ like try နေပဲပြောရမယ်
ကဲတော့အော်ဒိုဝမ်နေနေတော့ A6 ပဲသူ့နေတယ် Evil ကတိုင်ပင်လေးပဲဆိုရင်တော့မှာတော့ Evelyn တော့ချီကြားမှာတော့ GPK တကောင်းလေ DD နဲ့ဒါပေမဲ့လည်းတစ်ဖက်က Light စီလာခုံးချက်တွေကြားမှာတော့ No one နေတယ် Alexi All နေတော့လွတ်မြောက်သွားပြီးတော့ Wither Stu ပဲနေပဲ Deck Solo တကယ်လို့လာတဲ့ Wither ကစီကြားမှာတော့ကျွန်တော်လက်ကောင်လုံးကတော့ထိန်းကန်ထားရင်းနေပဲနာ V နေနေတော့ A6 ပဲသူတို့နေတဲ့ battle တစ်ခုလှလှလေးတော့ဆိုင်ဝါနိုင်တယ်လို့တစ်ဖက် outsider ဘက်ကလည်းကျွန်တော်ကိုလက်ကောင်လုံးဆုံးရှုံးလိုက်ရတဲ့အနေထားပြီးတော့ကန်ကောင်းတာတစ်ခုကလည်းနော်ဘက်ကကွက်တီကိုမှဒီ Evil ပါလာတာဗျအဲ့တော့တစ်ဖက်ကဒီ Skyward Mega Space တွေ Silence တွေကတိတ်ပြီးတော့ effective မဖြစ်သွားသလိုဒီ line စီးရဲ့ LD ကျလာတဲ့တိုင်မဲ့လည်းတကယ်လို့ no one လိုအပ်နေတဲ့အချိန်တွေကကွက်တီပဲအဲ့တော့ number 4K တွေပါပြတ်လာပြီเนาะအဲ့တော့ဒါ DM ကိုပါဒီမှာလမ်းလေးမှာချောင်းပြီးတော့လုံးချင်အောင်ပါအဲ့တော့ video တကောင်တောက်လျှောက်တော့ခုတ်ပေးထားသေးတယ်ဗျအဲ့တော့ DM လေးနဲ့ပြေးနိုင်မှာတော့လွတ်မယ်ဆိုပေမဲ့နောက်မှာတော့ 3 line နဲ့ဟိုပါသူနည်းနည်းလေးအကူကြီးဝင်ယူထားတယ်ပဲပြောရမယ်အဲ့တော့နောက်ဆုံးကျွန်တော်တို့ DM လေးနဲ့တော့အသက်တော့ရှင်ခွင့်ရပါပါသေးတယ်เนาะအဲ့တော့ solo ကတော့ငါမအိုသေးပဲเนาะတကယ်ကိုပြသွားတာခုန solo ဒီခံစားချက်ကြီးကစိုးတယ်နာဗီကเนาะမှန်ပါအဲ့ no one နဲ့ solo ကကိုယ့်ရဲ့ VP ကိုပြတ်တီးနေအဲ့တော့ဘောလာတွေကွာမနှုတ်ဆက်ဘူးတွေ့တာကဲနောက်မှာတော့ကျွန်တော် Ranzi အသေးအတန်ပဲသူ့အနေနဲ့ Omi slash ပါညာပိုင်းမလားအခြေအနေတော့ကြည့်ရမှာဖြစ်ဖြစ်ပဲ Silence အော်မထီပါဘူးဗျ no one အနေနဲ့ဟိုကြိုက်တယ်ပြောတော့ဝေးမလားအမ်ပေါ့ဟုတ်တယ် bro Russia versus Ukraine နဲ့အဲ့တော့အဲ့လိုပဲပြောရမှာပေါ့ Navi က Ukraine ခြေဆိုင်ဆိုတော့ဒီကောင်တွေကကဲအဲ့တော့ Navi ကတော့ဒီမှာထပ်ပြီးတော့သူအပေါ်လန်းတွေပါချိုးမှာเนาะအခြေအနေကတော့တာနေတာဆိုတော့လေဒါထုံးစံအတိုင်းပဲပေါ့เนาะ division Tire division အောင် Tire 2တွေပါတယ် Radiant are 100k view နော်ဝေးရှင် Tati star bro ကျေးဇူးပါ supporter တွေလည်းယူပေးတဲ့အတွက်ကဲအဲ့တော့ဒီတစ်ခေါက်မှာတော့အဆင်ပြေဖို့တော့မျိုးလေးနဲ့ Navi သူတို့အော်တစ်ဖက်ကမြင်သွားသေးတယ် no one တကောင်အဲ့တော့ no one တွေဒုံးပြီးတော့ထဲခံလိုက်ရပြီနောက်မှာ Dawn Breaker တကောင်လေးတော့ Solar Guardian တွေဆိုပြီးတော့နှစ်ကောင်လုံးဂုံးပေါ်တော့ရောက်သွားပြီဗျာအဲ့တော့ Navi နည်းနည်းလေးတော့ပြန်တော့အလွဲမားတွေတော့ဖြစ်သွားလို့ရှေ့မှာလည်းတော့ Solo တကောင်လည်း Fell ရမိသွားပြီအဲ့တော့ Winter's ပါညာဒါပေမဲ့လည်း Blade Fury လောက်နေပဲနောက်ဆုံးကျွန်တော်တို့ဒါ VP အတွက်ကတော့ chess နည်းနည်းလေးတော့ပြန်တော့ရသွားပြီပဲပြောရမယ်နော်ဒီ one vision သွားပြတ်တယ်ဆိုပေမဲ့လည်းဒိုးကြီးစားလိုက်ရတယ်ပြီးတော့တစ်ဖက်ကဒီ LT ဘိုင်နဲ့ဆိုပေမဲ့လည်းမရပါဘူးဗျ damage Skyward Mage တွေပါနေတာဆိုတော့အဲ့တော့ number 1k ပြတ်သွားပြီပွဲကပြန်မြသွားပြီနော် Winder profile ခဏခဏမနေအဆင်ပြေမလားဩဒီလိုလေးရွှေ့ပေးစေကြ okayကဲဒီဘက်မှာတော့ကျွန်တော်တို့ tap ပြီးတော့ Dawn Breaker နဲ့ Star Breaker ဆို AC ပဲကျွန်တော် Organ မကြိုင်းတကောင်တော့ raise တွေပြောင်းပြီးတော့ခုတ်မှာဗျအဲ့တော့ဒါ video ဒီအချိန်မှာ Rochelle လုံးလိုက်လည်းမစိုးဘူးတော့ Navi ဘက်ကဘာလို့ဆိုတော့သူတို့ tower has fallen. တစ်ဖက်က Dawn မရှိDawn မရှိဘူးပြီးတော့ Jagan ကလည်းJagan ကတော့ Omi slash လောက်တော့ရှိရဗျကဲဒါကဘာထပ်ပါလာတော့မှာနော် DM နေနဲ့ကဲခဏလေး fan တာဒုံးမရှိသေးဘူးဆိုတော့နော်ဒီအချိန်မှာတော့ outsider ဘက်ကအရန်ကြီးတော့သွားချဖို့တော့မလွယ်ဘူးသူတို့နည်းနည်းလေးအချိန်ဆွဲထားဖို့တော့လိုမယ်ဗျတောင်းမရဘူးလေ bro ဟာ Telegram link လေးမှာဝင်မေးပေးပါနော် bro no one we ပါဟုတ်တယ်ကျွန်တော်လည်းမှတ်မိတယ်အေးစိမ်းမောဖလင်းလားမသိဘူးနော်အဲပွဲရကဲအဲ့တော့ Ranzi ကတော့သူဘာထပ်ပြီးတော့မလဲပုံမှန်ဆိုရင်တော့ Scardy လေးတော့မစိုးဒီအချိန်မှာနော် Scardy လေးလည်းမိုက်တယ်ကဲအဲ့တော့ဒီတစ်ခေါက်မှာတော့ကျွန်တော် Navi ဘက်ကတော့ 3 mass mode အော် no one နဲ့ DD လေးကပါနေသေးရဗျအဲ့တော့ရှေ့မှာရှိနေ Organ မကြိုင်းတကောင်တော့စားတော့မေဝါပြီးတော့ပဲကျွန်တော် Light Stealer တကောင်လေ Invest တွေကပါဝင်ပြီးတော့ခုတ်ထားတာ Radiant's bottom tower is under attack. ကကျွေးကျင်နေရလားအော်နောက်မှာတော့ Evelyn တော့ထပ်ပြီးတော့ GPK တကောင်းလေးစားတော့ဝေပေးထားပြီးပဲ Omi slash ဆိုပြီးတော့ V ကျိုးနေတယ်ဘာမှတော့တိတ်ပြီးတော့ view တော့မဆိုင်လို့နောက်တော့ထပ်ပြီးတော့ D တကောင်းတော့ Dome ကိုတော့ no one ကိုပဲတည်ပြီးပါထဲတာဗျအဲ့တော့ no one သူနေတဲ့ 50 second တော့တေဆုံးသွားလို့တစ်ဖက်ကကျွန်တော် V ကျိုးရဲ့ခုတ်ချက်တွေကလည်း outsider အနေနဲ့တော့အရင်တော့ခံနိုင်တော့ရှိမနေဘူးအဲ့တော့ V ကျိုးထပ်ပြီးတော့ DM တကောင်းမခုတ်ပေးထားပြီးတော့ပဲ wicked sit by Navi V ကျိုးနဲ့ပဲကဲဒီတစ်ခေါက်မှလည်း Hiroki နှစ်ကောင်တော့ထက်ရသွားပါသေးတယ်ဒါပေမဲ့အဓိက outsider ဘက်က network တွေကများလာပြီပဲတဖြည်းဖြည်းနဲ့เนาะဒီကောင်တွေက Midas R9 တွေနဲ့ဒီမှာ network တွေကမပြတ်တော့ဘူး
ဒုံးဆိုလေဒီမှာတော်တော်လေးများလာပြီဒက်ဂါလေးကပါထပ်ပါလာပြီဟုတ်တယ် Ramsey ကတော့ဒီကောင် lane နေတော့နည်းနည်းဝီးတယ်ပြောရမယ် team matter မှာဒီကောင် lane ဝီးတယ်ဘာလို့ तू strong ခဲ့တဲ့ဟို carry ခက်မှာဆိုလဲ carry တွေကဘယင်းလိုနေရတာ support တဲ့ကောင်ကြီးချန်ရန်ပြီးတော့တပွဲလုံး fan ပြီးတော့မှ battle မှာချရတာအခုလိုမျိုးကြီး 2v2 မဟုတ်သေးဘူးเนาะအဲ့ဒါကြောင့်လဲပါမယ်ဒီကောင် lane နေတော့တိတ်သဘောမကျဘူးဒါပေမဲ့ fan မေးရတော့အရင်တိုင်းပဲเนาะဘလောက်နေနေပြန် fan လိုက်ရင်ခဏပဲဒီကောင်ကဲအဲ့တော့ Navi ကတော့ကျွန်တော်တို့ Roshan တော့ရတော့မယ်ထင်ပါတယ်เนาะတစ်ဖက်ကလည်းဒုံးမရှိဘူးဆိုတော့သူတို့ဒီ Roshan တော့လာပြီးတော့တစ်ဖက်မှာမဟုတ်တော့ဘူးဗျRoshan ရလိုက်ပြီ Radiant's bottom tower အာဂါနာထဲမှာအလားဆုံးကတော့ Terra Blade လို့တော့ကျွန်တော်တော်တော်လေးလှရတယ်ထင် Terra Blade ပို့ချတယ်ဟိုဘက်ပွဲသွားလိုက်မယ်အာတို့တာ fan မစစ်ကြဘူးเนาะရေးမပါတဲ့ပွဲကိုဒီမှာတကယ်ကောင်းတယ်ကျွန်တော်တို့ Navi နဲ့ VP လေကဲဟဲ့တော့ကျွန်တော်တို့ Jagan နဲ့ကတော့ဒါအောက်မှာသူနည်းနည်းလေး trail မယ်ပေါ့နော်အပေါ်လန်တာဝါလေးပေးပြီးသွားပြီဆိုတော့ဒီ outsider ဘက်ကလည်းဒီအောက်လောက်ပြန်ရမှတန်မယ်ဗျာနော်မဟုတ်ရင် outpost နှလုံးလုံးကြီးလည်းပေးထားမှာဆိုတော့ map move ကတာတိတ်ပြီးတော့မလွယ်ဘူးကဲပြောရင်းဆိုရင်လည်းကျွန်တော် organ မကြိုင်းနောက်မှလည်း Yamis နဲ့ကန်ကောင်းလို့ဗျာသူရဲ့ TP ကတော့မြန်သွားတယ်ဖြစ်ပြီးတော့ပဲအော် scale ပတ်ရှာတယ်တစ်ချက်ခုတ်တာတစ်ချက်ထသွားတယ်ဗျာအဲ့တော့ light stealer နည်းနည်းတော့ monster game နဲ့တော့ဒီ feature ကိုနည်းနည်းလေးကြီးမှတော့ရတော့မယ်ဟိုကောင် DM ကလည်းဒုံးကိုလုံးဝ no one only ထဲတာနော်ဒီကောင်ကလည်းတဲ့ပဲတောက်လျှောက်ဒါတောင်းဝင်ချီတွေပဲပြောရပါမယ်ဒါပေမဲ့အဲ့ကြရင်ဒီ light sealer ကိုဘယ်လိုထိန်းကြမလဲ silence ကြပြန်တော့လေဒီကောင် Manchester ကြီးနေနော်အဲ့လိုတော့ရှိသွားမယ်ကဲဒီဘက်မှာပြောနေဆိုရင်လည်းကျွန်တော် drain ကွာနောက်မှကျွန်တော် silence နဲ့ပဲထပ်ပြီးတော့ solar guardian အော်ကောင်းလိုက်တာကျွန်တော် GBK နဲ့ Manchester လေးနဲ့ခွဲချောင်ပြသွားပြီးပဲထပ်ပြီးတော့ကျွန်တော် B ကျွန်တော်တကောင်လည်း scale ပတ်ချာနဲ့မတီးထားတာဗျအဲ့တော့ဒါ BKB ဖွင့်လျက်နဲ့ stand နေပြီးတော့ပဲနောက်ဆုံး B ကျွန်တော်နေနဲ့ call လိုက်ဗျအော်ဒါတော့မှဒီ illusion role လေးနဲ့ရှောင်သွားတာနော်ဒီ line C ရဲ့ LT ကိုတကယ်ထပ်ပြီးတော့ဒီဘက်မှာ Sentry အောက်ကြီးမှာပုံးနေရဆိုပေမဲ့အဲ့တော့ Navi ဘက်ကတောက်လျှောက်ကိုလိုက်ကျွေးနေတာ outsider ဘက်ကအဲ့လိုနည်းနည်းလေး fan တော့ fan ထားတယ်ဆိုပေမဲ့ပြန်ချလို့မရဘူးဖြစ်နေတယ်အဲ့တော့ဒါ DM သူ့အနေနဲ့လွတ်ပါမလားရှင်းပါလဲကျွန်တော်တို့ Ramsey တကောင်တော့စတော့မေဝါပြီးတော့ဒီဘက်က scale patcher တွေကြားမှာတော့နောက်ဆုံး silence နဲ့တော့ Manchester Blade Fury ကန်ကောင်းလို့ပြအဲ့တော့ healing wall လေးပါထပ်တော့ရေကြီးပုံတော့ချပေးထားသလိုကျွန်တော်တို့ V ကျွန်းသူ့အနေနဲ့ထပ်ပြီးလိုက်အောင်ပါလားတကယ်ရဲလို့နေဗျာဒီ carry အနေနဲ့ကတော့ဟုတ်တယ် Ramsey လေးရဆိုရင်မဆိုကဲတော့ထပ်ပြီးတော့ဝင်ပြန်ပြီးအော် Ramsey နေနဲ့ကျွန်တော် Blade Fury တော်တော်လေးမြန်သွားတယ်ပြောရမယ်နော်ဒီ carry နေနဲ့ကဲတော့ no one သူဘာတွေထပ်ပြီးတော့မလဲ Dagger ဒါလေးလည်းမစိုးပါဘူးနော် Dagger လေးလိုတော့လိုတယ်ဗျဒီကောင်ကဲအဲ့တော့ကျွန်တော်တို့ live sealer အနေနဲ့တော့ link လို့ item မျိုးတော့ထပ်ပြီးသွားအောင်မယ်ကြည့်ရတာဒီကောင်ကလည်းဒီ dome ကိုဒီကောင်ရမ်းရှာလာမယ်ဆိုတော့ကောင်းကောင်းကြီးသဘောပေါက်တယ်နော်ဒီပတ်ကိုထဲရကြီးကသူတို့ battle ကိုမနိုင်စေချင်ဘူးဆိုရင်တော့ဒီ live sealer ကိုဒီကောင်ပြောင်းထဲတော့မနောက် battle တွေအဲ့တော့ဒီတစ်ခေါက်မှာတော့ V ကျွန်တော်ကတော့ဒီ ages ကုန်တဲ့အချိန်နဲ့နော် are fortified. link ပါတဲ့အချိန်တော့လုံးဝကွက်တီလေးပဲ Radiant's ကဲအဲ့တော့ဒီတစ်ခေါက်မှာတော့ထပ်ပြီးတော့ no one နေနဲ့အောက်ကိုတော့ TP ကြောင်းမှာပြီး silence နဲ့ Ramsey နေနဲ့ပြေးလို့လွတ်မှာတော့မဟုတ်တော့ဘူးတစ်ဖက်က V2 ရဲ့ scale ပဲချတယ်တကယ်ကိုထားနေရဗျအဲ့တော့ no one တော့မဟုတ်ဘူးတော့ border ချင်းချင်းကိုဒီကောင်အထားမထားဘူး light tip နေတယ်မဟုတ်သေးဘူး Ramsey ကဒီကောင်မေးတော့မယ်တင်တယ်အပြည့်မာတွေပါလာပြီးတော့ကဲအဲ့တော့ဂျန်နေခဲ့တဲ့ dome breaker တကောင်တော့ယာပေးထားပြီးတော့နောက်မှာ solo သူရဲ့ winner cast ကတော့အချိန်တော့မမီသွားဘူးအဲ့တော့ဒီလောက်ပဲပေါ့နော်တစ်ဖက်ကျွန်တော် outsider ဘက်ကလည်းမစိုးဘူးဒါဂျန်နေတဲ့အစလေးတော့သူတို့ရအောင်ဆွဲပေးထားသေးရဗျအော်ဒီဘက်မှာ winner wipe မှာပေးရမယ်ဆိုရင်တော့ပျော်ဖို့တော့မကောင်းတော့ဘူး outsider
တို့အနေနဲ့တော့ထပ်ပြီးတော့လိုချင်နေသလိုမာစီတကောင်းလေ LT နဲ့တော့ထိုးပေးထားသေးတယ်နောက်မှကျွန်တော် V ဂျိုးနေတဲ့ race နဲ့မှထပ်ပြီးတော့ GPK တကောင်းတော့တောင်းရှုပ်တော့ကိုယ်ခွင်းတော့ယာထားပြီးတော့ Everless ကြားမှာတော့ထပ်ပြီး toast နဲ့အဝေးယူပို့ပေးထားတာဗျအဲ့တော့ GPK stay flight နဲ့ပဲထပ်ပြီးတော့မာစီတကောင်းမှပေးထားရင်းနဲ့ပဲ Navi တို့နေတာနေဆိုပြီးတော့နည်းနည်းလေးပြန်ပြီးတော့အမားတွေကိုတော့ကျူးလွန်ထားတဲ့အနေထားမှာတော့ရှိတယ်ဗျအဓိက solo ပေါ့နော်ဘယ်သူမှမရှိဘူးဆိုပေမဲ့သူနည်းနည်းလေးဒီဘက်မှာကျွံသွားတာရယ်နော်သူ့ကိုလာကဲဖို့ကြိုးစားကြတော့မာစီပါထပ်ပြီးပေးထားရသေးတာဗျအဲ့တော့နောက်အရင်ပြက်နေရမဟုတ်ဘူးပေါ့နော်အဓိက outsider ချမရတာပဲရှိတာဗျဗတဲ့တပွဲလောက်နိုင်သွားရင်တော့ဒီကောင်ကြီးကအဆင်ပြေသွားလောက်တယ်အဲ့တပွဲမနိုင်လို့ဒီကောင်ကြီးကမှောက်နေရချိန်နေရအဲ့ bad ကတန်တယ်နော်အချိန်တိုင်းထားတော့ဒီကောင် bad ကဟုတ်တော့မဟုတ်ဟီရိုတကောင်3ချက်လောက်ခေါ်ရင်တစ်ချက်လောက်ကအနည်းဆုံးထားတယ်ဒီကောင် bad ကဆက်ကလေးကတော်တော်လေးတန်တယ်25% ပါနော်25%ကိုတောက်လျှောက်ထားဒီကောင်ရောဂျာဘယ်ရောက်နေလဲဝီးတယ်လုံးပြန်ပြီကိုဒုက္ခရောက်ဒီ6ရောက်ထဲတာဒီပွဲတော့မကြိုက်ဘူးဗျနောက်ပွဲတော့တစ်ချက်ကြည့်ရမယ်ဒါပေမဲ့ကျွန်တော်အစင်တော့ separate ပဲစားမယ်ထင်တယ်နှစ်ပွဲလုံး separate Navi separate outsider အဲပွဲလေးတော့ separate ကိုနည်းနည်းလေးသဘောကျတယ်Scanning. ဘွေကတော့မျှနေအောင်ပဲအောက်မှာတော့ solo ကနာမည်နဲ့လိုက်တယ်နော်အမြဲတကောင်လေးဖြစ်နေတယ်အဲ့တော့ तू နည်းနည်းလေးဟိုအသင်းနဲ့ပေါင်းလိုက်တာတော့ကောင်းတယ်ပေါ့နော်ဘာလို့ဒီပွဲက तू less pick ရွေးထားတာဒီ hero ပြီးတော့တော်တော်လေး impact များတယ်ဗျ Winter Wife တစ်ဖက်တော့ Blade Fury ထိန်းလို့ရမယ်ပြီးတော့ Dome ထည့်ခံရမယ်ဆိုလဲ Winter Go Embrace တွေပါနေကဲအဲ့တော့ဒီတစ်ခေါက် V ကျွန်းကတော့ကျွန်တော် No One ရဲ့ခန္ဓာကိုယ်ရဲ့တော့ဝင်ထားသေးတယ်အဲ့တော့ဒီ Infest ဘာညာထွက်ပြီးတော့ No One အနေနဲ့ Silence တွေကြားမှာတော့ Organ Magic တကောင်တော့သူတို့ First Star ကတော့ရွေးချယ်ထားပြီးမှ Glamour တွေကြားမှာတော့နောက်ဆုံးရှာလို့တော့မတွေ့ပါဘူးဆိုပေမဲ့တစ်ဖက်က Dawn Breaker 3 man ဒီမှာသူရဲ့ Star Breaker နေတော့ stand ပေးထားပြီးပဲ Mercy တော့ပေးထားရလို့ဒီတစ်ခေါက်ကျွန်တော် Dawn ကြီးကတော့Lion ကိုထည့်ပြသွားတာဗျအဲ့တော့ No One အနေနဲ့တော့ free ပဲသူအနေနဲ့ကြောက်စရာ Dawn ကတော့ jam နေလို့တစ်ဖက်က Omi Slash ကလည်းတိတ်ပြီးတော့ effective မဖြစ်သွားဘူးဗျအဲ့တော့ V ကျွန်းနေတဲ့ Race တွေပြောင်းထားပြီးတော့ပဲသူတို့ခဏလေးတော့ဖန်အောင်မယ်တစ်ဖက်ကလည်းကျွန်တော် Omi Slash လည်းမရှိတော့ဘူးပြီးတော့ Dome လည်းပြီးသွားပြီပေါ့နော်အဲ့တော့ Navi ကသူတို့ဒီအချိန်မှာတော့ဒါတီတူးလေးပါထပ်ပြီးသွားချိုးရင်တော့မဆိုးဘူးဗျာနော်ဒီအောက်လန်းတီတူးလေးပါညာဖြစ်တစ်ဖက်က space အကုန်ပြီဟုတ်တယ်ဒီပွဲတွေအကုန်လုံး best of 1နေဗျာ Thin Spirit ကဒီပွဲပြီးရင်လာမှာကောင်းကြီးကပတ်လေဆော့ရမှာဒီနေ့ကတဝါကြည့်ရမှာ Thin Spirit fan တွေအတွက်ကတော့ Thin Spirit Navi ရှိမယ် Thin Spirit outsider ရှိမယ်အဲ့လိုမျိုးပေါ့နော်ကဲအဲ့တော့ပြောရေးဆိုရင်လည်းပဲတစ်ဖက် VP ပြေးမတော့ရမယ်သူတို့မှာ bar space မတော့မကြံဘူးပေါ့နော်အဲ့တော့ GPK တကောင်းလေကျွန်တော်စကားနားမထောင်ဘူးပြေးလို့တော့ပြန်တော့ဝင်ပေးထားပြီးတော့တစ်ဖက်က Blade Fury ဒါမှတော့ Go Embrace နဲ့ပဲနောက်ဆုံး solo သူတို့အနေနဲ့ကဲတယ်ဖို့ကြိုးစားပေးထားတယ်ဆိုတော့ Ranzi တကောင်တော့ free hit တော့ရသွားပြီအဲ့တော့ထပ်ပြီးတော့ solo ပါရပေးထားဆိုတော့ space တွေမရှိဘူးဆိုပေမဲ့လည်း outsider သူတို့ကအဆေးပြဗတဲ့တပွဲတော့ဆိုင်ခွင်းတော့ရသွားပြီပဲနောက်မှ no one အခြေအနေအရရက်ကိုတော့ပြန်တော့ကြည်ထားပြီပဲ silence တွေကြားမှာတော့အော်ဒီ Glamour ကိတ်ကတကယ်အာရုံနောက်နေရဗျအဲ့တော့ GPK နဲ့ stay alive ထပ်ပြီး drain point 3 man ဆိုပေမဲ့လည်းတိတ်ပြီးတော့မလုံးအောင်ဆိုလို့ထပ်ပြီး Ranzi အနေနဲ့ကလည်းကဲ BJ ကတော့ infest တွေပါဝင်ပြီးတော့ပြေးရပြီဗျအဲ့တော့ Sentry Death တွေဆောင်းမတော့ရမယ်ဒီ Glamour Gate တွေတောက်လျှောက်ကိုနှောက်နေတာတစ်ဖက်အဲ့တော့ Navi အနေနဲ့ 3 man down ရတယ်အဲ့တော့ outsider ဘက်ကတော့ chest ပြန်ကောင်းသွားတယ်ဘာလို့လဲဆိုတော့သူတို့ကဒီမှာ space တွေမရှိဘဲဆိုင်တာပါဘတ်တရီကထက်နိုင်သွားတယ်ကြည့်အောင် Omi Slash လည်းမရှိဘူး bro ကိုကြော်100 star ကျေးဇူးပါ bro ကဲအဲ့တော့ကျွန်တော်တို့ဒါ Roshan ကြားရင်လေနော် outsider ဘက်ကတော့ AC ပဲ Roshan ထွက်မယ်ဆိုရင်တော့ space တွေကပြန်ပြည့်ပြီဟာ VP ကပြတ်သရိုးဝါရေနော်အတာကြီးကိုမှတကောင်နေဒီမှရမှာလား Radiant's top tower. ကဲအဲ့တော့ Roshan ထွက်ဖို့ကတော့ကျွန်တော်တို့20 second ချိန်နေကတော့ outsider ဘက်ကတော့နည်းနည်းလေးပြန်ရောက်ချင်သလိုလိုလေးဖြစ်သွားတယ်နော်ခုနကဘက်တဲ့နှစ်ပွဲလောက်နိုင်သွားတော့ဆိုလိုရဓာတ်ကလိုရဲဗျဒီပွဲကဒီကောင်ဂိမ်းရန်ကောင်းတယ်ဒါပေမဲ့
Glamour တကွက်တင်နေကြတော့ Winter Cast တွေကို Embrace တွေကိုကောင်းကောင်းမွန်မွန်သုံးဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့တော့သူနောက်မှာ Dagger တွေလိုမယ် Etherlands လို item တွေလိုမယ်အဲ့ဒါမှသူနည်းနည်းလေးဟိုစာပြီးတော့ကျွေးလို့ကောင်းမယ်နော် Winter Cast တွေပါအချိန်မိမှာWe are VP fan လားဟုတ်တယ် bro အော်ပွဲကနိုင်တဲ့ကောင်နဲ့တွေ့မှာဆိုတော့ဘယ်ကောင်နိုင်မလဲအရင်ကြည့်လိုက်မယ်ဒါပေမဲ့ကျွန်တော်စိတ်တွေဒီနေ့ Thin Spirit ကနှစ်ပွဲလုံးနိုင်မယ်လို့တော့ထင်တာပဲကဲအဲ့တော့ဒါ Navi ကတော့ကျွန်တော်တို့စာပြီးတော့ Roshan ကို try ဖို့ကြိုးစားတယ်တစ်ဖက် outsider တွေသူတို့ပေးမှာမဟုတ်ဗျာအဓိက space တွေအကုန်ရှိ oh no one သူ position တွေအားလုံးတော့မြင်နေရပေါ့နော် high ground ပေါ်မှာအဲ့တော့ဒါ tap ပြီး silence alestri all တယ်ပဲကဲဒီတစ်ခေါက်မှလည်း Glamour တော့ tap ပြီးတော့လွတ်မြောက်အောင်လုပ်ပေးသွားပြန်ပြီတကယ်ကိုတန်နေပြီဒီ item Oh, Winter Cast 3 man solo. Dagger တွေကြားမှာတော့နောက်ဆုံး outsider ဘက်က position fight ကိုတော့ပြန်တော့ပေးထားပြီးတော့ပဲရှေ့မှာလည်း solo လေးနဲ့ Cold Embrace နဲ့တော့သူရလောက်အချိန်ခဏလေးတော့ဆွဲပေးထားတယ်။ Oh, Ramsey ကလည်းတကယ်ကို damage တော့စထွက်လာပြီ။အဲ့တော့ဒီ carry က scale back ပြန်ပါလာပြီပြီးတော့ Scary လေးကမထပ်ပြီးပါလာပြီဆိုတော့နည်းနည်းလေးအားကိုးကျင်စရာလေးတော့ဖြစ်လာပြီ။ပြီးပြောရင်ကြောက်ရတယ်။မနက်ကရာပြီးသွားပြီနော်နေ့လေကထဲလူတွေရာပြီးသွားပြီကဲအဲ့တော့ outsider ထပ်ပြီးတော့ Roshan တွေမှာတိမ့်ပိုက်သွားပြီနော်အခြေအနေကတော့ outsider တော်တော်လေးပါပြန်တာလာပြီပြောရမယ်ဒါတော့က dome တွေပါခုနမပေးပြစ်လိုက်ဘူးနော်ဒီတိုင်းလေးဆိုင်သွားတာအ power of Midas လားအဲ့လိုပဲပြောရမှာပဲပုံမှန်ဆိုလိန်ကတော်တော်နှိမ့်တာနော်အဲ့ Midas တွေကြောင့်လဲပါတယ်All like ရသွားပြီပေါ့ဒီမှာ video က10ကောင်ဆိုတော့ bro call like ကရသွားပြီ outsider ပြန်နိုင်လောက်တယ်အခုကဒီကောင်ကြီးက9နေပြီအောင်ပြောလို့တာနေပြီအောင်ပြောလို့ရတယ် outsider ရဲ့အခုအခြေအနေကအဲ့တော့ no one link ကသွားမလားသူလည်း link တည်တော့တည်ထားတာနော်ဒါပေမဲ့ no one ရဲ့ link ကနည်းနည်းလေးလိုအောင်ပဲဗျ Are scanning. အဲ့တော့သူတို့ဒီ ages ကလည်းရှိနေသေးတာဆိုတော့ outsider တော့ဒါပြန်ပြီးတော့ဖိလာမယ်အရေးရောက်နေမှာတော့ရှိလာပြီကဲဖိတော့မယ် outsider ကပြန်လဲပြီးတော့မရတော့ကျွန်တော် mega ဟေးမှာဒဲတွေတက်လာတာเนาะသူတို့တပွဲနှစ်ပွဲလောက်လေးအဆင်ပြေသွားတယ်တောက်လျှောက်ကျွေးတာကဲဟဲတော့ဒါထပ်ပြီးတော့ကျွန်တော်တို့ Jacana အနေနဲ့တော့ဒါ high ground တွေကို try အောင်မှာနောက်မှလည်းကျွန်တော်တို့စာပြီး senior strong တွေတော့ stand ပေးထားသလိုကျွန်တော် B ကျွန်တော်သူ့အနေနဲ့တတ်နိုင်တော့ခုန်ပေးထားသေးရဗျအဲ့တော့ ages ကတော့ဒီတိုင်း play ကိုပေးထားတာတစ်ဖက် outsider သူတို့ရဲ့ ball တော့အချိန်မီအပြည့်ကိုကဲတယ်မလို့ရမှာဖြစ်ပြပဲ Ramsey နဲ့ Glamour နောက်မှာ Blade Fury အဲ့တော့ ages ကတော့ဒီတိုင်းလေးပဲကုန်သွားတာဗျသူ့ ball တွေကမပြတ်တော့ဘူးထင်လို့ပေါ့နော်ဒီမှာအခြေအနေ show ပြီးတော့ပဲအဲ့တော့ ages ကနှမျောစရာကြီးပဲဒီတိုင်းပြီးသွားတာအေးရကြကိုရီပါကိုရီအိုးရတဲ့ cash တာဆိုင်မပြောင်းပါဘူး bro ဒီပုံစံလေးပါပဲနော် Crystal Lake မောင်းတီးရေးရှိရနော်ကုန်းမှန်ပါ Crystal Lake ကိုခလုတ်တိုက်နေခုနဘွန်းပွဲတွေဟုတ်ပါ secret fan တွေအတွက်ကလည်းအားမလို့အားမရဖြစ်ရမှာပဲသူတို့အလုံးမဟုတ်ဘူး Chrysalis အလုံးပဲဒီကောင်3ပွဲလုံးကြီးထိုးသွားတာဗျတပွဲလောက်ထိုးရင်တော့ဟုတ်သေးတယ်။အော်ဒီမှာ no one မြင်သွားပြီအဲ့တော့ the stand the tap ပြီး GPK Evelyn Torch နဲ့နောက်ဆုံး no one is that အော်နှမျောစရာကြီး no one သူ fan တွေနေရ vision အောက်ကြီးဖြစ်နေတာဗျအဲ့တော့တစ်ဖက် outsider ဘက်ကလည်းချက်ချင်းကိုလာတာပေါ့နော် TP ကိုစီကြလာတယ်အဲ့တော့ no one လည်းသူဒီ link လေးရဖို့အတွက်ကိုကြိုးကြိုးစားစား fan နေရတာနဲ့ပေးလိုက်ရမတန်ဘူးဗျtie breaker အကုန်ပြမှာလောက်ပြီဟုတ်တယ် bro ပြမှာနောက်နှစ်ပွဲရှိအောင်မယ်ကဲထပ်ပြီးတော့ကျွန်တော် outsider ဘက်ကတော့ Jacana နေနဲ့ထပ်ပြီးတော့ stand out နေဆိုပေ Glamour အော် Winter Cast ရစေးတိုးသလိုတော့ဖြစ်သွားတယ် solo တည်နေမဟုတ်ဘူးဆိုပေမဲ့သူ Ramsey တော့နည်းနည်းတော့ကယ်ကျင်နဲ့စိတ်ပေါက်သွားတာဗျအော်ဘာလို့တယောက်တည်းရှိနေတဲ့ Jacana ကြီးကို Winter Cast ဖြတ်ထည့်ပလိုက်တာကဲနောက်တယ်နော်ကိုကြီးဆိုလို့နောက်တယ် Radiant's middle tower has ကြောင်ဟိုလိုလေးဖြစ်နိုင်တယ်ဒီက Ramsey ဆိုတဲ့နာမည်သေတော့မလို့ဖြစ်နေတော့ဒီကောင်ကယ်ကျင်စိတ်တွေများသွားတာပေါ့စပရစ်ကဒီပွဲပြီး9မိနစ်10မိနစ်ချားပြီးကဲအဲ့တော့ကျွန်တော်တို့ Ramsey သူ့အနေနဲ့နောက်မှ healing ward ဘာညာနဲ့တော့ဒါ mega တလဲလောက်ကို try အောင်မှာနောက်ကကျွန်တော် line စီအကောင်လေးတစ်ထပ်တော့ stand ပေးထားပြီး video 1-1တွေတော့မေးဖို့ကြိုးစားနေရဗျအဲ့တော့ဒီ Jacana ကတော့ space တွေကတော့ကြံနေသေးရပေါ့နော်နောက်မှ Omi slash တွေပါကြံအောင်မယ်အေးစစ်စစ်လေးပဲအဲ့တော့ကျွန်တော်တို့ number 50k သူတို့က minus 2ကောင်မှာ dome နဲ့ဆိုတော့ရပါတယ် AC အချိန်ကတော့ outsider ဘက်ကကြားလေးအဆင်ပြေလေးပဲ
ကဲအဲ့တော့ညဗီဂျွန်းတစ်ကောင်လောက်ဖြစ်နေတာဗျဒမ်မစ်ထုတ်သွားတယ်နော်နာဗီဘက်ကပြန်ကြည့်လိုက်တော့လေဗီဂျွန်းတစ်ကောင်လောက်ဒမ်မစ်ထုတ်နေရတော့ဒီကောင်လေးလည်းဒမ်မစ်ကမလောက်ချင်တော့ဖြည်းဖြည်းနဲ့ဒမ်မစ်ကတိတ်မလောက်ချင်ဘူးဖြစ်နေတယ်အချိန်นี้ Radiant are scanning. ကဲအဲ့တော့ဒီတစ်ခေါက်မှာတော့ကျွန်တော်ပတ်သူ့ခန္ဓာကိုယ်ရော infest တော့ထပ်ဝေပြန်ပြီနော်အစင်ပြေမလားတော့ကြည့်ရမယ်ဒီရှေ့ရဘက်တရီမှာလည်းသူက organ မချိုင်းတစ်ခေါက်လောက်ပဲရနေတာဆိုရနော် Dire are scanning. ဂျမ်မှာဝယ်လိုက်ပြီ no one မတ်နေပြီကလေးမတွေခြုံပြီးပြေးနေတယ်ဘလို့မှဖမ်းမရဘူးဖြစ်နေအဲ့တော့ဒီတစ်ခေါက်မှာတော့သူကိုယ်တိုင်ပဲဂျမ်မှာစောင့်ထားပြီအဲ့တော့သူနောက်မှရှိနေတဲ့ကောင်တွေကိုနည်းနည်းထိန်းပေးနိုင်မလားပေါ့နော်အဲ့ဒါလေးတော့စောင့်ကြည့်ရမယ် Radiant's bottom tower is under attack. Radiant's bottom tower is falling. အမေ၄ကင်းတော့မရှိဘူးနော်ဒီဘက်ကပြည့်ရင်တော့ပြတ်သေးတယ်ဒီကောင်အေးဆေးပဲဒုံးမလောက်ထဲလိုက်အဲ့တော့ Roshan ထွက်ဖို့တော့တော်တော်လေးလိုသေးတယ်နော် VP ဘက်ကလည်းအဲ့ high ground တက်ဖို့ကြပြန်တော့လေသူတို့ဘက်ကမလွယ်ဘူးဖြစ်နေရပြီတစ်ဖက်ကဒီ packet space တွေပါနေကြတော့ You are looking good. Nice. What have we here? ကဲအဲ့တော့၄ယောက် smoke မလားအော်တစ်ဖက်ကလည်း smoke လာပြီနော် outsider ဘက်ကလည်းကဲအဲ့ဒီတော့ဒီဘက်မှာတော့ကျွန်တော်ဝင်တော့ no one နေတော့စတော့တွေ့ပြီအဲ့တော့ Ramsey အနေနဲ့ high ground ပေါ်တွေပါပြေးတော့တက်လာတာဗျအဲ့တော့ Vision တကောင်တွေရအောင်တော့ခုတ်ပေးထားပြီးတော့သွေးတော့ silence နဲ့ပဲထပ်ပြီးကဲ Glamour နဲ့တော့ဒီ Ramsey ကိုဖျက်ဖို့တော့လွယ်မှာတော့မဟုတ်ဘူးနောက်မှလည်းကျွန်တော် Dome ကတော့တကယ်ကိုတောင်းဝင်ချေသွားပြီဗျ DM ကျွန်တော်မချင်တဲ့သေးဘူး refresher over နှိပ်ပေးထားပြီးတော့နောက်ဆုံးကျွန်တော်ပတ်အနေနဲ့တော့ Dome လက်ချက်နဲ့ပဲပေးလိုက်ရပြီရှေ့မှာကြံနေသေးတဲ့ line C Sweden strong နေတယ်လေပေးထားပြီးတော့ကျွန်တော်3 man down ဘလို့မတော့ damage မလောက်ဘူးဖြစ်နေတယ်နော် outsider ဘက်ကဆိုင်ရတာကတော့သူတို့ဒီ light stealer တကောင်ခုတ်တာလောက်ရှိနေဘလို့မအောင်ဆိုင်မရဘူးဖြစ်နေကျန်ကားတဲ့နှစ်ဖက်လုံးမှာပါတယ်အဓိကဒီအချိန်က one vision ဖြတ်တဲ့အချိန်တွေဖြစ်လာပြီဗျသူတို့က အဲ့တော့ jam နေနဲ့ vision တွေလိုက်ဖြတ်တာပေါ့နော်အောက်မှာလည်းပေးလိုက်ရတယ်နော်အဲ့တော့တကယ်ကိုကမ်းပတ်သွားတာဗျ outsider အဲ့လိုမျိုးပဲနော်ဒီကောင်နေရှေ့ gladiator နဲ့ပွဲမှာအဲ့လိုပဲ Ramsey က lane fade ပြီးရင် Midas family ဒီကောင် network တွေပြန်ကောင်းအောင်ကိုရ Ramsey ကိုဖျက်ဖို့က damage ပါညာနော်ဘလို့မလောက်နေတော့အဲ့တော့ no one by back နောက်မှကျွန်တော် solo win the card စီပါပြီးတော့တဖန်တော့ကြည့်အောင်မယ်အဲ့တော့3 versus 5နေတော့ Navi သူတို့ရှေ့ရလေးနဲ့တော့ဖြစ်အောင်လုပ်ဖို့တော့နှစ်ကောင်တိတိတော့ဒါပြန်တော့လာနေပါပြီကဲနောက်မှာကျွန်တော် win လောက် solo တကောင်တော့ silence နဲ့ပဲထပ်ပြီးတော့door breaker ပဲ 5 bet ပေးထားသေးတယ်အဲ့တော့ solo 52 second to win the cast တော့မတုံးလိုက်ရပဲねပေးလိုက်ရတယ်လို့ဒီ door breaker ရဲ့ ulti ကလည်းနော် play မဲ့ဒီ position 5k ဘူးလောက်ကိုပါပေးလိုက်ရတယ်အဲ့တော့သွားရောကျွန်တော်တို့ Navi အနေနဲ့တော့တော်တော်လေးတော့အဆုံးရှုံးမှာသွားပြီးတော့ပဲနောက်မှာ2 မဲ့ drain ကွာဆိုနေပေမဲ့လည်းကျွန်တော် damage တော့ဘယ်သူမှတော့ထွက်မနေတော့ဘူးဆိုတော့လေ Ramsey အနေနဲ့ Blade Fury ကြားမှာတော့ထပ်ပြီးDome ကလည်းကွက်တီပဲဗျဒီ Dome breaker အနေနဲ့ပေးထားပြီးတော့နောက်ဆိုတော့ Vision အနေနဲ့တော့ GG တွေပဲကောက်လို့တော့ခေါ်သွားပြီကဲတကယ်ကိုကောင်းတယ်နော် VP ကတော့ကမ်းပတ်သွားတာပဲเนาะ solo ကလည်းဒီကောင်နည်းနည်းလေးအလွဲမများပြီနောက်ဆုံးပတ်တွေရစဒီကောင် winner cast မထွက်သွားဘူးအဲ့တော့ကဲကျွန်တော်ထင်သားသလိုကြီးတော့เนาะ Navi အနေနဲ့အစင်တော့မပြေသွားဘူးအဲ့တော့ကျွန်တော်တို့ဒါ outsider အနေနဲ့ပဲနိုင်သွားပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ခဏနေ live stream အသစ်လုပ်ရင်ကောင်းမလားဒါမှမဟုတ်ဒီနားမှာတချင်းဒီမှာပဲတချင်းလေးဖွင့်ထားပြီးစောင့်နေတယ်ကျွန်တော်လည်းတချင်းလေးနားထောင်ပြီးတော့နောက်တပွဲကတိတ်တော့မကြတော့ဘူးဗျဒါမှမဟုတ် live stream အသစ်နဲ့လုပ်လိုက်ရမလားဘယ်ကပို့စင်ပြေလောက်လဲအဲ့ဒါဒီတိုင်းလေးlive stream စဉ်းစားလိုက်အောင်ကျွန်တော် live stream အသစ်နဲ့လာရင်ကောင်းမလားအဲ့တော့ live stream အသစ်မလာတော့ပါဘူးเนาะကျွန်တော်ဒီမှာပဲတချင်းလေးဖွင့်ထားပြီးတော့ AC chill လိုက်မယ်အဲ့တော့နောက်ပွဲကတော့ Thin Spirit နဲ့နိုင်တဲ့ကောင်လို့ကြားတယ်အဲ့တော့ VP နဲ့ Thin Spirit ပေါ့เนาะဆိုတော့ပွဲကိုကြည့်ဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ပြီးတော့ဒါရင်ခုန်စိတ်လှုပ်ရှားခြင်းနဲ့ဆိုလဲကျွန်တော် caption မှာရော Telegram link မှာရောကျွန်တော် Wiseback ရဲ့
ဟိုဟာ Telegram link လေးပေးထားပါတယ်ပေါ့နော်အမှသွားရောက်မေးမြန်းပြီးတော့ရင်ခုန်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့နောက်ပွဲ Team Spirit versus VP ဖြစ်သွားတယ်ပေါ့နော် Navi ရှုံးကတော့အဲ့တော့အပွဲကလည်းတကယ်ကိုကောင်းမဲ့ပွဲလာရောက်ကြည့်ရှုကြပါအောင်အခုကတော့ကျွန်တော်တချင်းအေးအေးလေးတွေဖွင့်ပြီးတော့ကျွန်တော်လည်းခဏလေး chill မယ် Bro လည်းခဏလေး chill ပြီးတော့နောက်10မိနစ်လောက်ကြာရင်ပြန်တွေ့ကြပါမယ်နော်မရှိပဲနဲ့စွန့်ရင်တာတခါတလေတော့စိတ်ဆိုးမိတယ်မိမတော့အတတ်တွေနဲ့မထီတထီစသလိုမျိုးတော့နောင်မလုံးနဲ့ကွာအပြိုတို့ကြီးဖြစ်လိမ့်မယ်အပြိုကြီးတကယ်လုံးမလားပြောစမ်းပါရှိရတဲ့မိချောင်းတွေတကယ်တော့ရွှေမလုံးကြီးချစ်ကြဖို့ပြောလိုက်ရတာအမောပဲတစ်ခါမကပါအချိန်ချင်းမို့အာညောင်းလာပြီရွှေလုံးတော့ခမဲနော်မတုတ်တလို့မသိသလိုမျိုးနဲ့ဟန်လို့ကောင်းရင်ပြိုချမ်းရစ်ကြီးဖြစ်လိမ့်မယ်အပြိုကြီးတကယ်တော့မလားပြောစမ်းပါရှိရွယ်တဲ့မိချောင်းကြမခံလူမျိုးကြီးပဲလုပ်တော့မယ်အားကြမခံလူမျိုးကြီးပဲလုပ်တော့မယ်Ban.
hello အားလုံးပဲမင်္ဂလာပါ This Spirit vs Outsider နောက်ထပ် BO1 ပွဲစဉ်တပွဲကနေဆိုပါတယ်ရှေ့ပွဲမှာတော့ဒါ Outsider အနေနဲ့တော့တွေ့တဲ့အတိုင်းပဲသူတို့ lane နေမှာတော်တော်လေးအန်နေများသွားတယ်နောက် 4k လောက်ထိကိုကျွန်တော်73မိနစ်လောက်မှာပေးထားရတယ်ဆိုပေမဲ့လည်းဒီ Midas Arco တွေเนาะပြီးတော့ late game ဒီ Light Stealer တွေတကောင်လေးခုန်နေရတာလေတိတ်ပြီးတော့ဟို damage မလောက်တော့ဘူးဗျနောက်ပိုင်းเนาะခေါ်ရမယ့်ကောင်တွေကလည်း dome တွေရော chicken nut တွေရောပြီးတော့ tiny လိုကောင်မျိုးကလည်းထက်ရှိနေသေးတယ်เนาะပတ်ကလည်းထင်းတလုံးကြီး damage မထုတ်နိုင်ဘူးဖြစ်သွားတယ် no one အဲ့တော့ဒါ outsider ကတော့ပထမဆုံးတပွဲတော့နိုင်သွားပြီအဲ့တော့ဒီပွဲက outsider အတွက်ဘယ်လိုမျိုးထပ်ပြီးတော့ဟိုဘယ်လိုပြောရမလဲမီနင်းဖြစ်နေမလဲပေါ့နော်အတိတ်ပဲဖြစ်သွားမလဲဆိုတော့ဒီပွဲဟိုတာသူတို့ကနိုင်သွားမယ်ဆိုပြီးသွားပြီဒါ SCA ရဲ့ champion ဖြစ်sorry CIS ရဲ့ champion ဖြစ်သွားပြီအဲ့တော့ဒီအတိတ်ပဲအထိကိုတက်ရောက်နေတယ်ပေါ့နော်ဒီပွဲကအဲ့တော့တကယ်လို့ This Sprint နိုင်လိုက်မယ်ဆိုရင်တော့ This Sprint Navi ထက်ကြည့်ရမယ်အကယ်၍ Navi က This Sprint ကြီးကိုကောင်းနိုင်သွားရင်တော့ကျွန်တော်ဒီ3သိန်းကပြန်ပတ်လေတော့ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ outsider သူတို့အနေနဲ့ဒါအပြက်ထပ်ပြီးတော့စော်လိုက်နိုင်မလားတော့ကြည့်ရပါဦးမယ်အဲ့တော့သူတို့ကတော့ဒါပတ်တင်မစောဒါနှစ်ကောင်လုံးတော့ကောရီပဲရွေးချယ်ထားတယ်ပေါ့နော်တင်မစောဆိုလဲဒါ DM2 အနေနဲ့စော့နေကြပဲ10 seconds remaining. ဒါပေမဲ့ပတ်အစောကြီးကတော့နည်းနည်းဆန်းတယ်နော် GPK ကတော့ဒါဘာပဲပြောသူရဲ့ lash red တွေရှိအောင်မယ်နော်ပြီးတော့ခုနဆော့ရဲ့ tiny ပါညာအဲ့လို hero pool ကတော့ cherry ဆိုပေမဲ့ဒီကောင်ကဒါအစောကြီးပတ်ကိုရွေးချယ်ထားတာဗျအဲ့တော့တစ်ဖက်ကလည်းဒါ B master လောက်နေတော့နည်းနည်းလေးထိအောင်မယ်ပေါ့နော်အချိန်တွေကိုဟုတ်တယ်အိုက်ဆိုင်နေရမှာနော်ဝင်ဆော့မယ်အဲ့တော့ကျွန်တော်ကတော့ This Sprint နှစ်ပွဲလုံးနိုင်မယ်လို့တော့ထင်တာပဲစိတ်ထင်ပေါ့နော် This Sprint အရင်တော့ကြိုက်တာတော့မဟုတ်ဒါပေမဲ့ This Sprint ပဲဒီ outsider ကိုလည်းနိုင်သွားမယ်ပြီးတော့ Navi ကိုလည်းနိုင်သွားမယ်လို့တော့ထင်တာပဲအခြေအနေကကဲအဲ့တော့ကျွန်တော်တို့ Desert Claw ပဲအဲ့တော့နှစ်သင်းလုံးကအခြေအနေကတော့သိတယ်ပေါ့နော်တယောက်ချောင်းတယောက်ကတော့ဒီ outsider ကိုလည်းဒါ Desert Claw ကိုဘန်ထားတယ် outsider ဘက်ကလည်းဒီ Black Sea ကတော်တော်လေးဆိုးရပြောရမယ်ပြီနော်ပတ်ကောတင်မစောဆိုတော့Black Sea ကဘန်တယ်ပြီးတော့ Templar ပါညာအဲ့တော့ယာတိုရိုဆိုနေကြတယ်ရဆိုရင်တော့လူနာတွေပါလေသဘောကျတယ်တင်မစောလိမ့်နေမှာပေါ့နော်ယာတိုရိုကတော့သူကဝီကင်းနေပါတော့တိတ်ပြီးမစော့ဘူးပြီးတော့တော်တော်လေးအခုတလို့သူ public တွေမှာ span နေတယ်ဒီ7နေပါကြတော့လေမကောင်းဘူးဗျဒီပွဲနေထားနေနော်ဒီတင်မစောပတ်ကောဆိုတော့โอ้ยချုပ်ခုံတော့မှာပဲတဲ့ VP ပဲနိုင်စေခြင်းနဲ့တဲ့ VP ပဲတော့အားပေးဒါပေမဲ့ကျွန်တော်စိတ်တယ်ဒီ Team Spirit ကြီးများစားသွားမလားပေါ့စိတ်ထဲမှာ VP ကတော့နှလုံးသားတွေကအားပေးတယ် 10 seconds remaining. ခုနပွဲဘလူးနိုင်သွားတယ်ကောင်မလေးကိုတော်ကီသွားပြစ်နေလို့ 5 seconds. ခုနပွဲက outsider canvas သွားတယ်နော်နောက်တော့အများကြီးပေးပြီးရမှာဟိုဒီ Jackanet Midas နဲ့ဒါမှီအောင်ဖမ်းသွားတာတယ်နောက်ပိုင်း Dome ကလည်းတော်တော်လေးကောင်းတယ်ဗျနော်ပတ်ကိုနှစ်ပွဲလောက်သူထိန်းပေးသွားတာbro တန်းစင်အောင်100ဆိုတာကျေးဇူးပါ bro ကျွန်တော် supporter တွေလည်းယူပါပြီအဲ့တော့ supporter ယူရတဲ့ညီကိုတွေတကယ် sorry တပတ်လောက်ရှိပြီကျွန်တော်ဟို sticker ရမယ်ဆိုတာအပ်ပြီးပါပြီသူကလေကျွန်တော်အချမ်းမြင့်ပို့ပြီးသွားပြီအမှစာလေးပဲထည့်ဖို့လိုတာဒါပေမဲ့အဲ့အကိုကနေမကောင်းဖြစ်နေအဲ့တော့ကျွန်တော်လည်းသွားမေးလို့ကမကောင်းသူကလည်းနေမကောင်း post တင်ထားတော့เนาะအဲ့တော့ sticker စောင့်နေတဲ့ညီကိုတွေလည်းတကယ်ကို sorry ပါကျွန်တော်တပတ်လောက်အတွင်းရမယ်ပြောထားပြီးတော့အခုချိန်ဒီမရဘူးဖြစ်နေเนาะအဲ့တော့အဲ့ sticker ရတဲ့အကိုရရင်ရပြီကျွန်တော်ကBO block BO1 ဗျတပွဲစီပဲเนาะတပွဲစီတီးရမှာ Team spirits turn to ဟော bash ဒီကောင်ပတ်ပေါ့အဲ့လိုခွဲဟုတ်တယ်အဲ့တော့ညရတယ်အဓိက Team Spirit ကတော့သူတို့နည်းနည်းလေးတော့ဟို view site မှာရမယ်ရှေ့မှာလည်းနှစ်ပွဲပြတ်တီးပြီးသွားပြီเนาะ outsider Team Spirit ကိုနှစ်ပွဲပြတ်တီးပြီးသွားပြီအဲ့တော့ဘာပဲပြော outsider ဘက်ကကြည့်မယ်ဆိုလေဒီ Rancy ရောက်လာပြီးမှသူတို့ performance တွေကနည်းနည်းလေးပိုတက်လာလို့တော့ခံစားရတယ်။ Pure ကလည်း carry ကောင်းတယောက်ပါဒါပေမဲ့ဟို outsider နဲ့များတိတ်ပြီးမလိုက်ဘူးလားလို့เนาะအခြေအနေကြည့်ရတာ။ Okay နောက်မှာတော့ကျွန်တော်တို့ Enchantress အဲ့တော့ This Spirit ဘက်ကတော့တော်တော်လေးတော့ unit တွေများသွားပြီ။သူတို့ရှေ့မှာ B Master ရွေးပြီးသွားပြီ။အဲ့တော့မှဒါ Enchantress လို့ကောင်မျိုးထပ်ပြီးရွေးအောင်ပါเนาะအဲ့တော့ tower တွေသူတို့စောစောလေးများချိုးမလားဒါပေမဲ့တစ်ဖက်ကလည်းတင်မစောပတ်တော့ဒီနှစ်ကောင်လုံးကဒါ A66 Cree ရှင်းထုတ်ပလိုက်လို့ရတယ် 5 seconds. တော့ပြန်ပေးပါ၆ပါပြီ This Sprint နောက်နဲ့ဒီပွဲနိုင် supporter ယူမယ်ပဲ good luck ပါ bro ဒါပေမဲ့အပျော်ပဲစောကြပါเนาะကျွန်တော်ကတော့ဒါတီးတလောက်တက်တလောက်လေးနဲ့နည်းနည်းလေး
ချီချောင်လေးခံမှန်းကြည့်တဲ့ပုံစံပါပဲအဲ့တော့ Team Spirit တော့သဘောကျတယ်နှစ်ပွဲလုံးနောက် Navi နဲ့ပွဲရော Outsider နဲ့ပွဲရောကဲအဲ့တော့ဘာရွေးမလဲသူတို့ unit ရှင်းချင်တယ်ဆိုရင် Winter Wyvern လည်းမဆိုး Tusker. ကဲ Tusker Winter Wyvern တော်တော်လေးလှတယ်ဒီပွဲက E-Master and Chance အမို့ carry တွေကစဉ်းစားမယ်ဆိုရင် PA လဲစိုးတော့မစိုးဘူးအဲ့လို PA လဲမိုက်တယ်ပြီးရင် Terra Blade ကတော့ Zeus တဲ့ဆိုတော့တိတ်တော့သဘောမကျဘူး 10 ပြီးရင် Naga Siren လဲကောင်းတယ် B-Master Lane နေနေရပြီးရင် Troll ရှိမယ်နော်အဲ့လိုကောင်လေးတော့သဘောကျတယ် unit ကောင်တွေကတော့ပွဲပေါ်တော့မူတည်ရပေါ့နော်ဟိုဟော့နေတဲ့ matter နဲ့ဟိုရှေ့ matter ဆိုစံကင်းနေနဲ့ကောင်းတာတယ်ပြီးတော့ winner support တွေကဆိုရင်တော့ winner wyvern တွေရှိမယ် unit ကောင်တာတွေက off lane တွေကဆို Timbersaw တို့ Tihanna တို့အဲ့လိုကောင်တွေတော့ရှိတယ် game ဘယ်လောက်လဲလို့ game ကဘယ်လိုပြောလဲသူ game 1 bro ရဲ့ game 1ဆိုတော့တပွဲစီပဲဗျာတိလား game ဘယ်လောက်လဲမဟုတ်သူကတပွဲပဲဆော့မှာBO1 တွေပတ်လေသူကအဲ့တော့ Team Spirit ကတလေးလာပြီเนาะသူကတော့ Jackie Roll လေးနဲ့နည်းနည်းရှင်းမယ်အဲ့တော့မစိုးပါဘူးဒါတော်တော်လေးကိုသူရဲ့ microfine တွေ ice pass တွေနဲ့ဒါ ACC Creed တော့ရှင်းလို့ရတယ်ဒါပေမဲ့ကျွန်တော် Window Wyvern လေးကိုပုံမျောလင့်တာဒါပေမဲ့ဟို Jackie Roll ကကျတော့ဘာကောင်းလဲဆိုတော့သူက lane ပို strong ရမယ်ပြီးတော့ damage ပိုထုတ်ပေးလို့ရမယ်ပေါ့နော်ဟို Window Wyvern ကျတော့ဒီကောင်နည်းနည်းလေး defensive ဘက်ကိုသွားတယ် 5 seconds remaining. အဲ့တော့ Team Spirit သူတို့ဒီ Zeus ကိုတကယ်ကြီး support လုပ်မလား mid လုပ်မလားတော့ကြည့်ဒီပွဲက Zeus mid လဲဆိုတော့မဆိုဘာလို့ Tusker Aisha တေဘာတွေကိုလည်းဒါခုံထွက်လို့ရမယ်เนาะပတ်နဲ့ဆိုလေနေဝါစရာတော့တိတ်မရှိဘူးပြီးတော့ရှေ့ပွဲတွေမှာဆိုလဲဒါ Toronto Tokyo တော်တော်လေးစိုးရတဲ့မှာတော့ပါတယ်ပေါ့เนาะ Zeus ကအဲ့တော့စဉ်းစားကျွန်တော်တို့ Entire team ban. why အနေတော့များတယ်ဒါ Timbersaw ကိုကောင်တာတဲ့ carry တကောင်ကတော့ void မှန်တယ်ဒါပေမဲ့နောက်မှထပ်ပြီးတော့သူကြောက်အောင်မှာ pack လိုကောင်မျိုးကြီးပါနေအဲ့တော့တည့်တဲ့အတိုင်းပဲ pack ရဲ့ silence တွေရှိမယ် drain coin တွေရှိမယ်เนาะအဲ့ပြဿနာတွေတော့နည်းနည်းလေးတော့ခယူးဆိုင်မှာတော့ရမယ် void အနေနဲ့ဝီးပါကြတယ်ဝီးကတော့ separate ကြိုက်တယ် bro 5 seconds remaining. ဒါတော့เนาะ viewer တွေရွေးပေးရဆိုတော့နှလုံးသားတွေပါဘေးချိတ်ပြီး Team Spirit. ထင်တာလေးရွေးပေးထားတာ ban. တော့ဝီးကိုအပင်းနေစေအဲ့အခု Jackie Roll လည်းကောင်းတယ် bro Jackie Roll ကကျတော့ဒီကောင်က defensive မဆန်ဘူးပေါ့နော်သူကတော့အဲ့လိုနည်းနည်း unit ကောင်တွေကို microvine တွေခင်းမယ် lane တွေနည်းနည်းဖြဲမယ်အဲ့တော့ outsider ဘက်ကသူတို့ 10 လိုနေတာ seconds remaining. White Zeus ကတော့အဲ့လိုအရင်တော့နေတော့တွဲကြပါတယ် Remaining. ပြီးထပ်ပြီးတွဲချင်ဝါလို့လည်းမစိုးဘူး and chance 4ဆော့မယ်ဆိုရင်ပေါ့နော် mirror 4 လိုက် Entire team ပြီးအဲ့ဝါလို့နဲ့ Zeus အတွဲရတယ်တော်တော်လေးစိုးတယ်အဲ့ fatal bone တွေချိန်ပြီးတော့ Zeus space တွေနဲ့ဆိုတောင်းတန်းမခံနိုင်ဘူးပြီးက3တန်းနဲ့ရတူတာဟုတ်တယ်ဗျာကျွန်တော်မှတ်ရ3တန်းနဲ့ရစဆိုတော့ Twitter 1ပေါ့တန်းစင်ပွဲမဟုတ်ဒါ champion လူတဲ့ပွဲဗျာ champion လူတဲ့ပွဲ Team Spirit ကို3ပတ်ထားတယ်ရှုံးရင်ပြန်ပေးပါ 5 seconds ဝေး remaining. ကိုရုံရင်ပလာတာချေဘွန်းပွဲတွေကပြပြီးသွားပြီနော်ကဲအဲ့တော့ outsider draft ကလည်းမစိုးပါဘူးပတ်တင်မစိုးမှာ support နဲ့ကောင်အဲ့တော့အဓိက outsider ရဲ့ draft ကဘာဖြစ်သွားလဲဆိုတော့တော်တော်လေးချလို့နှက်လို့ကောင်းတယ်ဒီကောင်တွေရဲ့ Turn to အကွက်က ban. ဟို Tusker Jackie Roll လိုမျိုးအရန် lane ထဲမှာအလုံးလုံးလို့ကောင်းတဲ့ support နှစ်ကောင်ရထားတဲ့အပြင် back တင်မစိုးဟိုတော်တော်လေး damage ထုတ်လို့ရတယ်မှာပါတယ်နော်အဲ့တော့အဓိက Team Spirit void ပစ်တာတော့နည်းနည်းတော့ကြောက်တယ်အဓိကရဲ့ void တွေကနိုင်ဝိုင်းပြန်ဖမ်းရတာတိုင်ပတ်တယ်အဲ့တော့ဒီ Team Soul လေးကိုသူအစင်ပြေမှတော့ရမယ်နော်မဟုတ်ရင်တော့မတန်တော့ဘူး 5 အမေနေပါရ seconds ကိုကျေး remaining. ဇူးပါ bro ဟုတ်တယ်ဒီအခုပေါက်တယ်အခုလောလောဆယ်ထီတော့ BP ပစ်ထားတာလေးကတော့ဟိုအစောပိုင်းလေးတော့မိုက်တယ်ကိုယ်နောက်ပိုင်းလောက်တော့ကြည့်ရမယ်အာဆာလက်အာဆာဘန်ထားတယ်ဗျအာဆာဘန်တာ PA ကိုတော်တော်သဘောကျတယ်ဒါပေမဲ့သူတို့ Zeus ကိုတော့ကြည့်ပေးမှတော့ရမယ်ဘာလို့လဲ B Master Ancient Voice ဆိုတာ PA တော့အရန် game ကောင်းတယ်ပြီးရင် Wikin လည်းမစိုး PA ကောင်းတယ်ပြီးရင် Terra Blade ကျတော့ Zeus ရှိနေဗျတိတ်သဘောမကျဘူးဒါပေမဲ့ B Master Lane နေတော့မိုက်ပါတယ် Turn to pick. Medusa အော်လုံးဝပျောက်နေရတော့ဒီ hero က
ကဲအဲ့တော့မဲဒူဇာတော့ရွေးထားသေးတယ်ဆိုတော့မစိုးပါဘူးသူတို့ဒီ early pack တင်မစောလိုက်ချပေးမှလည်းကျတော့မဲဒူဇာကတော်တော်လေး space ရဝါဖို့ရရှိတယ်ပြီးတော့ဒါ B master lane လေးဆိုတော့လေအရင်ကြီးတော့မုတ်ဖို့တော့မရှိပါဘူး seconds remaining. ကဲအဲ့တော့ကျွန်တော်တို့ Thin Spirit ဘက်က Void က B master အဲ့တော့သူတို့ဒီ Zeus ကို mid လုပ်မလားเนาะ support လုပ်မလားပဲထပ်ကြည့်ရတော့မှာအဲ့တော့သူတို့ Zeus mid ဆိုရင် Medusa ရောပတ်ကောတော့ niche လည်းမစိုးဘူးเนาะ niche position 4ဆိုလည်းမိုက်တယ်နော်အဲ့တော့ Medusa ကိုလည်းနောက်ပိုင်းလည်းကောင်တာလို့ရတယ်အော်သူတို့ကတော့ဒါ Death Well လို့ Your heroes. အဲ့တော့ Zeus mid ပဲဖြစ်သွားတယ်ပေါ့နော် Death Well လို့ B master တလေပြီးတော့ဒါ Me push ကရဲ့ Enchantress နဲ့ဘယ်သင်းတာလဲအကိုဘယ်သင်းကျွန်တော်တို့ Thin Spirit တော့တပေါ်ကြတယ်ဒါပေမဲ့နည်းနည်းတော့ကြည့်ရမယ် outsider ကလည်းနောက်ဆုံးနှစ်ပွဲတိတိနိုင်ထားတာဘာညာလဲဆိုတော့မျှမှာပါပဲဒီပွဲကတော့အဲ့လိုကြည့်လို့ကောင်းမယ်ဘယ်သူနိုင်မလဲဆိုတော့အဲ့လိုပွဲထဲမှာပဲနည်းနည်းအဖြေရှားမယ်ထင်ပါတယ်这波不亏，666，这波不亏，666。Сейчас будет 10 мясо. seconds remaining. 5 seconds remaining. ကဲအဲ့တော့နော် Ranzi ကတော့သူစောနေကြပါပဲဒီ Medusa ရဲ့ပါတယ် Chrono တွေအုပ်ပြီးဟစ်တော့နည်းနည်းအဲ့ void pit လေးကိုသဘောနည်းနည်းမကြောက်ဆိုတော့အဲ့ back ပါရာယူပစ်လိုက်တာနော်အဲ့တော့အဓိကတာမရမယ်အဲ့ lane မှာတာ void က error တက်သွားရင် short ရှိတယ်အဲ့ void တွေကပြန်ဖမ်းရင်အကြာကြီးပဲအဲ့ draft ကတော့ outsider ကပို့ပြီးတော့စိတ်ချရတယ်ဒီကောင်တွေကတင်မစောပတ်လိုမျိုးလုံးဝ stable ဖြစ်တဲ့နှစ်ကောင်ညာထားတာပေါ့နော်ပြီးတော့ lane ကလည်း Medusa ဆိုတော့အမေအရန်လေဂိမ်းဖြစ်သွားလဲ void Medusa ဆိုရင်တော့ရှင်တီးလို့ရတယ်အမေအဓိကအားလီကိုကြောက်တာဗျကျွန်တော်ကအဲ့ outsider ရဲ့လေဂိမ်းကိုတိတ်မကြောက်အဲ့အားလီကိုပိုကြောက်တယ်ပတ်တင်မစောမှွေပြီးတော့နော်အဲ့ Medusa အရန် free fan ဖြစ်သွားပြီးနှစ်ကွက်လောက်နဲ့မိနစ်20 25လောက်မှာဖိဝါမှာပဲကြောက်တာနာဗီပွဲဘယ်လိုပြီးသွားလဲဆိုတော့နာဗီကနိုင်ဝါရှုံးသွားတယ် bro outsider နိုင်သွားတယ် Чё, ребят, может ливнем? Thank you, thank you. 这波不亏，666，这波不亏，666，这波不亏，666，这波不亏 А ，666。 давайте-ка выиграем. Йо-хо-хо. outsider ပဲနေမယ်ဟုတ်တယ် outsider ကခုနကတော့မစိုးနော် camper ပါညာတယ်အဲ့တော့ဒီပွဲထပ်ကြည့်ရမယ်ဒီပွဲရောသူတို့ဒါ Thin Spirit ကိုထပ်ပြီးနိုင်သွားအောင်မလားရှေ့ကတော့နှစ်ပွဲလုံးနိုင်ထားတယ် outsider ကဲပွဲကတော့ပေါ်စားတော့မယ်နော် Interesting. interesting ready ကဲစပြီ spray ရိုက်ထားတာခုလက်ဗျာ А давайте-ка выиграем. Йо-хо-хо. Oh, you see this? You Thank see? you, thank you, Oh, thank this you, is what thank I've you. always wanted. Oh, I'm so happy. Oh, you see this? You see? ခုနကတော့ Ranzi ကတော့ပြန်မတက်သွားဘူးသူပေါ်တာဟမ် no one တကယ်မုန်းနေတယ် no one ထိုင်တက်နေ Ranzi ကို
အဲ့တော့ဒီတစ်ခေါက်မှာတော့ဒါ smoke ကိုစီနဲ့ပဲအော် web vision တွေ့သွားပြီ outsider ဘက်က ကဲစားရရတော့နော်စားကြတဲ့ကတော့ကျွန်တော်တို့ဝက်တစ်ချောင်းလောက်တော့ပေးလိုက်ရပြီ outsider ဘက်ကို 30 seconds to battle. အဲ့မင်းเนี่ยကျွန်တော်လည်းမသိဘူးဒါပေမဲ့ဒီကောင်နေဟိုအောင်ပဲထင်တယ် Almost trust you. ကောင်เนี่ยရုရှားလိုတွေရုရှားလိုတွေ The battle ကဲရပြီအဲ့တော့ bounty room ကတော့ကျွန်တော်တို့တယောက်ကို2ခုတယောက်2ခုပဲเนาะညံ့ညံ့တက်တာလေးပဲ Просто на чили играю. ကဲတော့ mid ကိုတစ်ချက်ကြည့်ရမယ်เนาะ pack နဲ့ zoo ဆိုတော့အဓိကတော့ zoos ကတော့နည်းနည်း lane လေးမှာတော့အဆင်ပြေတယ်ဒါပေမဲ့နောက်ပိုင်းအဲ့လို pack ကဖျဲပြီးတော့ drain coin ပါညာ task roll မှာအဲ့တစ်ခေါက်လောက်တော့ကြည့်ရမယ်ဝီကဒီပွဲမထည့်တော့ဝီကဒီနေ့ပြောဆိုဒီ3သင်းလုံးကမှန်းရခတ်တယ်ဗျတော်တော်လေးဒါပေမဲ့ကျွန်တော်စိတ်ထင်တော့ Team Spirit ပဲ champion ဖြစ်သွားမယ်လို့တော့ထင်တာပဲဒါပေမဲ့စောင့်ကြည့်ရမယ်ပေါ့နော်ဟိုရှေ့ပွဲမှာတော့ VP ရဲ့ performance ကလည်းမဆိုးဘူး2စီးပါညာနဲ့ဆိုတော့မင်းမှာတော့ဖျဲရနော် GPK က Radiant's middle tower is under attack. ကဲအဲ့တော့ဒီဘက်မှာ void တင်မစောတော့တို့ရဲ့ထုံးစံတိုင်းပဲသူ level လေးနည်းနည်းလိုနေသေးတာဆိုတော့เนาะဒီဘက်မှာ cree လေးခေါ်ပြီးစားနေတာအဲ့တော့ကောင်းပါတယ်ဒီ void လေးသူ free fun ဖြစ်သွားတယ် AC ပဲဒီဘက်မှာ Radiant's bottom tower is under attack. ကဲဒီမှာ rate တစ်ခုတော့လွတ်ပြီးနည်းနည်းပြေးတယ်တိုင်းဟောတွေပါခုံပြီးတော့အဲ့တော့ပေါ်မှာတော့ Medusa တော့ AC ပါပဲသူလည်းတော့အဓိက Jakiro baby စစ်တွေကမိုက်တယ်ပဲလုံးဝ position fight တယ်မိုက် Warlord Jakiro Dazzle တို့เนาะအဲ့ဒါတွေက carry တွေအတွက်ကတော့ပျော်စရာပဲဒီကောင်နေနဲ့လိမ့်သွားရတာတောင်းလေယော4ကဘလို့မှ physical trade လို့မရဘူးဒီ Jakiro နဲ့1-2မာကြည့်လိုက်ပြီးသွားပြီ Mira ပြေးပဲဘလို့မှ trade မရဘူးဒီကောင်ကဲဒီပွဲ VP9 ပြီးပြီဗျာနော် VP9 တော့VP က champion ဖြစ်သွားပြီအဲ့တော့ Team Spirit ကလည်းကြည့်ရမယ်သူရှုံးကျွေးဆက်နိုင်မလားနော်သူတို့ထပ်သီးပြီးတော့ champion တွေမှာဖြစ်ကုန်မလားတော့ကြည့်ရမယ်ညတူတော့မဆိုးအောင်ပါအဆင်ပြေပြီးတော့အမစ်မှာလည်းပတ်နဲ့ Zeus နဲ့ကတော့ခုချိန်တွေကတော့ okay နေတော့မယ်အဓိက drain coin ရမှ Zeus ကနည်းနည်းလေးနှိမ့်တာအခုကတော့ဒီ1-3နဲ့ဆော့တာဆိုတော့ဘလို့မှနှိမ့်စရာမရှိဘူး AC Creed စားရုံပဲပေါ့နော် GPK လည်း okay တယ်Toronto Tokyo တွက်ကလည်းတော်တော်လေးတော့အဆင်ပြေပါတယ်အော်ဒီဘက်မှာLastly all အားကိုတယ်ဒီမှာ career တွေမှာတက်ဖို့ကြိုးစားတယ်အော်နောက်မှကျ Toronto Tokyo နဲ့ Aisha နဲ့တော့ block ခံထားပြီးတော့ထပ်ပြီး silence Lastly all တွေကြားမှာတော့ all first blood တော့ပေးလိုက်ရပြီဗျ GPK တီ2နောက်တွေတီကိုပါဒိုင်ပြီးတော့ကြိုးစားတာပြီးတော့တကယ်အချိန်မီ task က Aisha ကလည်းနော်ကွက်တီလေးနဲ့ဆိုတော့ Radiant's middle tower is under attack. က
ကဲအပေါ်မှာတော့မစိုးเนาะတကောင်ပြန်ရထားသေးအဲ့တော့1-1ပဲရှိသေးရပေါ့เนาะအမေအဓိကမင်းမပေးလိုက်ရတာရအန်နီများရတယ်ဗျအဲ့ပတ်နဲ့ Zeus ကအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ပတ်ကမကြခင် drain ကွန်ရတော့မှဒီမှာ Zeus ကအခုမှ level 4ပဲရှိသေးတယ်အဲ့တော့ဟာ this spirit เนาะ this spirit ကတော့ဒီ mid ပြဿနာတော့နည်းနည်းလေးကြိုးစားရတော့မယ်မဟုတ်အဲ့ drain ကွန်အစောကြီးရဝိုင်းဒီကောင်နောက်တစ်ခေါက်တေတော့မယ်ထင်တယ် А давайте-ка выиграем. Йо-хо-хо. ပြထဲလိုက်တော့ကဲနောက်မှကျွန်တော် Tascal နဲ့ Snowball အိုက်ရှာလေးပါထပ်ပြီးတော့တွဲပေးထားလို့ကျွန်တော် B Master ဒီနေ့တော့ပေးရဖို့တော့များအော်ဒါပေမဲ့နောက်မှတာဝါထဲမှာဗျကျေးဇူးပါ bro တက်ပိုင်ဆိုအခုလိုအချန်ပီယံဆိုကျွန်တော်စူးစမ်းပါမယ်နော်အဲ့လိုမေး bro မေးရလေးနောက်မှာပွဲပြီးလေးမှာပြောပြဖို့ကဲဒီဘက်မှာတော့ DM တကောင်ကတော့ပေးရဖို့တော့များတယ်အော် magic စင်မပြတ်သွားဘူးကဲထပ်ပြီးတော့ကျွန်တော်တင်မချင်းနေပဲ DM ကန်ကောင်းလို့ပဲသူနောက်ဆုံးချိန်လေးမှာတော့လွတ်မြောက်သွားပြီးတော့ drain ကွာခုနပြောတဲ့အတိုင်းပဲဒီ Zeus ကတော့ drain ကွာရရင်ဂယူးဆိုင်ရမှာအဲ့တော့ဒီကောင်ဂယူးမဆိုင်ဘူးဆိုတော့လေဒါပေးရဖို့တော့များသွားပြီဗျ let's be all ထပ်ပြီးတော့ action နဲ့ပဲ block ခံထားသေးတယ်ဗျအဲ့တော့ Toronto Tokyo ကတော့တွေ့တဲ့အတိုင်းပဲဒီကောင် mid ကလုံးဝမှောက်သွားပြီအဲ့တော့ network မှာဆိုလေ1000နီးပါးလောက်ပြတ်သွားပြီเนาะအဲ့ဒါအန်နေများတယ်အဲ့တော့ဘက်ကတွေ့တိုင်းဒီကောင်လိုက်ပြီးခေါင်းခေါက်နေတော့မှာအဲ့ဒါပြဿနာအဲ့ဒါမှပြဿနာအဲ့ဒါပြဿနာဒီမေးရလေးဖြေပါဦးနဲ့ bro ဗာမေးရတစ်ချက်လောက်ပြန်ပြောပြီเนาะ bro Dire are scanning. ဒီကကျွန်တော်ချောင်းဆိုးနေလို့ဗျတိတ်ပြီးတော့ဟိုကခုံးမောင်ဖြေတာကဲအဲ့တော့အောက်မှာ void ကတော့သူကတော့အစင်တော့ပြေတယ်ဒီကတော့ဒီတင်မစောတဲ့ void ဖြစ်သွားတယ်သူကနော် void ကဒီမကြခင်မှာတော့သူ MOM လောက်ရရင်တော့မစိုးဒီ Mass of Madness လေးနဲ့နော် Cree လေးကောက်ပြီးတင်မစောသူနည်းနည်းလေးပြန်ဖြဲပေါ့ဒီကအတင်း player မျှရတာပေါ့သူတို့အဲ့လို percentage တွေ sorry ရလောက်ထားပြီးသား player နဲ့ပိုင်ရှင်တွေကကဲအဲ့တော့ void ကသူ time deletion တစ်စ try မလားမတန်ဘူးဗျသူတို့အောက်မှာနော်ဟိုတင်မစိုးအဆင်ပြေအောင်ပစ်ထားလိုက်ရတာသူတင်မစိုးလေထင်းလောက်ကြီးအဆင်မပြေဘူးအဲ့တော့ထုံးစံတိုင်းပဲပတ်နေတဲ့ drain ကွာအောက်မှာ void ကတော့ရန်ရှာဖို့တော့လာနေပြီအဲ့ဒါကြောင့်ဒီပတ် gas ကို void ကြီးပစ်တာတိတ်မကြိုက်ဘူးလို့အဲ့တော့ drain ကွာဆိုရင်ပြီးပြီနော် Yatoro ပြောရေးဆိုရင်တော့2 man နောက်မှလည်း Tappy Snowball တွေကြားမှာ Chakran နဲ့ပဲ Yatoro တကောင်းတော့ပေးလိုက်ရပြီဗျအဲ့တော့ဒါ Mi Push ကလွတ်ဖို့ကလည်းအရင်တော့မလွယ်ဘူးဒါထပ်ပြီးတော့ကျွန်တော်တင်မချင်းလေးနဲ့မှတွဲပေးထားပြီးတော့ VP ဟုတ်နေပြီကျွန်တော်9မိနစ်မှာ number 1k အန်ဒီများသွားပြီအန်ဒီများအဲ့ဒါကြောင့်ပြောတော့ void ကဒီကောင်အဲ့လိုကြီးဖြစ်သွားရင်တိုင်ပတ်သွားဒီကောင်တော့ကအဲ့ဒါပြဿနာဖြစ်ပြီเนาะအဲ့တော့ကိုရီအခုချိန် this spirit ဘက်ကအားပေးရမယ်ဆိုဒီ B master လောက်ပဲရှိနည်းနည်းလှည့်ပြီးအားပေးဖို့ကကျန်တဲ့ကောင်တွေကတိတ်မလွယ်ဘူးဗျဘက်ကလည်းနှိမ်သွားပြီအဲ့ void ကလည်းဒီကောင် gain ကအဲ့လိုမျိုးနှိမ်သွားလို့မရအောင်အဲ့တော့ထပ်ပြီးတော့အန်နေများအောင်မယ်ကဲ fortification တွေမှာကာပေးထားပြီးတော့နောက်မှာကျွန်တော် GPK silent နဲ့ထပ်ပြီးတော့ tim so snowball တွေကြားမှာတော့ Yatoro god တွေနဲ့တော့ပေးလိုက်ရပြန်ပြီ game 1လာဝေးဟုတ်တယ်ဗျ game 1မို့သူကဘယ်လိုပြောရမလဲ BO1 ဆိုတော့တပွဲစီပဲတီးပါဒီကောင်တွေက Are fortified. Dire's Ha. middle tower အဲ့တော့ VP ကမကောက်ကငင်းကချန်ပီယံတွေများဖြစ်သွားမလားမသိဘူးနေထားတော့အဲ့အစိန် They're not going to be expecting that. စင်ကတော့အဲ့အစိန်ဖြစ်နေတယ်နော်အဲ့တော့မက်ဒူဇာလည်းအဆင်ပြေတယ်ဗျဒီကောင်တွေဘက်ကကြည့်ရနော်မစ်ကလည်းတာတယ်အောက်ကလည်းတာဝါချိုးပါပြီအဲ့တော့၃လေးလုံးအဆင်ပြေနေတာကဲထပ်ပြီးတော့ကျွန်တော် outsider နဲ့ snowball တွေကြားမှာတော့တင်မစိုးအစိုးလေးကနေပါခေါ်သွားပြီးတော့ကဲအဲ့တော့ဒါ Mi Push ကပါရထားပြီနော်အခြေအနေရတယ်မကောတော့ရနော်ပတ်စံနေလာပြီကြည့်တော့ကြည့်ရမယ်လေဂိမ်းပါညာဒါပေမဲ့အခုအချိန်ထိကတော့၃လေးလုံးနှိပ်သွားတာ this spirit ဘက်ကအပေါ်မှာလည်း B master ဒီ Medusa ကို pressure ပေးလို့မရဘူးပေါ့နော်ဒါကတော့ hero nature ရအမေအဓိကပါသူတို့ draft မှာနည်းနည်းလေးလွဲသွားတာဗျနော် pack against ကိုသူတို့ void ကြီးရွေးလိုက်တာနည်းနည်း confident များလွန်သွားလားပေါ့ Dire's top tower is under attack. နော်ပတ်ကလည်းတောက်လျှောက်ဒီတော့အားမရဘူးထပ်ကျွေးဖို့ပါလာနေသေးတယ်ဒါပေမဲ့ဒီခေါက်ကတော့မစိုးဘူး
ဒီ web vision လေးနဲ့နော် GPK တကောင်ရှိနေမှတော့သိပါအဲ့တော့ void ကချက်ချင်းပဲကျွန်တော်အပေါ်တော့ rotation လုပ်ထားတယ်အဲ့တော့ဒီအပေါ်မှာသူတို့ chrono တွေဘာတွေသုံးပြီးတော့သူတို့ tower တစ်လုံးလောက်ကိုပြန် trade ဖို့ကြိုးစားနေရဗျအဲ့တော့ဒါအဆင်ပြေမလားတော့ကြည့်ရမယ်တော်တော်လေးတော့ effective ဖြစ်မှာဗျ Thin Spirit ဒီ tower လေးပြန်ရလိုက်တော့မစိုး ကဲအဲ့တော့ရလိုက်ပြီเนาะတာဝါလေးတစ်လုံးတော့ပြန်ရထားသေးတယ်။ဟာကော3ကောင်လုံးထိတ်ဆုံး။ဒီဘက်မှာလည်းတယောက်တည်းနဲ့ပဲမီရာတော့ပေးလိုက်ရပြန်ပြီ။အဲ့တော့7-1နေပါဖြစ်နေပြီ။ခြေနေရတော့ဟုတ်တယ်နော် Ranzi ရောက်တော့မှ BP ကပြန်ဟုတ်သွားတာเนาะမစိုးဟုတ်တယ် TI ရောက်မှမချုပ်သွားဖို့မျှော်လင့်တယ်။အခုဆိုဒါဆိုရင်outsider တော့နောက်ပွဲတွေစောင့်ကြည့်ရမယ်သူတို့ Thin Spirit ကိုစောပြနေရသေးတာမစိုးเนาะခုန Navi နဲ့ဆိုလည်းသူတို့ camp ပြသွားတယ်အဲ့တော့နောက်เนาะဘာတွေများထပ်ပြီးပြန်လာအောင်မလဲပေါ့အဲ့မဲ့ VP က avoid မခံရအောင်ဗျာဒီကောင်ကြီး fan base လည်းအဲ့လောက်မရှိတော့အခုလာမဲ့မလေးရှားပွဲရောဒူဘိုင်းပွဲရောမပါတော့ဘူးထင်တယ်ကြည့်ရတာဒီပွဲပြီးရင်နဲ့ VP နဲ့ oh sorry Navi နဲ့ Thin Spirit Navi နဲ့ Thin Spirit တော့ရှိဒါပေမဲ့အကယ်၍ VP နိုင်သွားလို့ champion ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်နောက်ပွဲတော့ထပ်မပြတော့ဘာလို့ champion လည်းဖြစ်သွားပြီဗျာ2-3ကကျတော့အရေးမကြီးဘူးဟောပြီးတော့ကျွန်တော်ဒီနေ့ကချောင်း bro တွေတိုင်းချောင်းနေစိုးနေတော့နည်းနည်းနားမလားလို့တကယ်လို့ VP နိုင်သွားမှာပါတကယ်လို့ Thin Spirit နိုင်သွားရင်တော့နောက်ဆုံးဘယ်သူ champion ဖြစ်သွားလဲအထိပြပေးမယ်ပေါ့နော်ကဲအဲ့တော့ Zeus ကတော့သူကတော့ recover လုပ်အောင်မှာသူ lane fail ရတဲ့အကျိုးဆက်တွေနေနဲ့သူအေးစစ်စစ်လေး fan အောင်မယ်ပြီးတော့အခုချိန်သူ LD လည်းမချပြစ်သေးဘူးဗျ Ranzi ကတော့ share fan ပဲเนาะသူအောက်မှာအေးစစ်စစ်လေးပဲကဲအဲ့တော့ဒါထပ်ပြီးတော့ Medusa အနေနဲ့ကတော့ Mana Style ကောင်းပါရဲ့เนาะ Mana Style လေးပဲထပ်ပြီး fan အဲ့ဒီတစ်ခေါက်မှာ3 match smoke ဒါလေးအဆင်ပြေဖို့တော့မျှော်လင့်တယ်ဒီကောင်နေတောက်လျှောက် hero key တွေပေးနေရကဲအဲ့တော့ဒါ Mira သူတစားပြီးတော့နောက်ကတင်မချင်းရထွက်သွားတယ်ဗျအဲ့တော့ဒါ DM တော်တော်လေး reaction မြန်တယ်ပဲပြောရမယ်ပေါ့နော်သူ Radiant's middle tower is under attack. ဟုတ်တယ် AC ပဲ outsider ဘက်ကလည်းသူတို့အရန်လောဖို့မလို့เนาะ Medusa late game ဆိုတာမျိုးကလည်းသူတို့ဘက်ရောက်နေသေးတာအဲ့တော့သူတို့ကတော့ခဏလေး fan လေး short မရှိဘူး AC လေး fan မယ်เนาะပြီးတော့မှသူတို့ဒီ Medusa အနည်းဆုံး Mana Style လောက်ရမှကျွေးမယ်ဆိုလည်းရတယ်ကဲဒီတစ်ခေါက်မှာတော့ကျွန်တော်ပတ်ကတော့2ယောက်စမုတ်လာပြန်ပြီယာတိုရိုကြီးနဲ့တွေ့မလားတော့ကြည့်ရမယ်မြင်တော့မြင်သွားတယ်ဗျကဲအဲ့တော့ယာတိုရိုတကယ်ကောင်းနေတော့ဒီကောင်ကြီး sense ကြီးသိလားအမှန်မှန်ဆိုဘာမှမရှိဘူးစမုတ်နဲ့လာတော့တိတော့တိရဒီကောင်ဒီကောင်လေး sense တွေကချုပ်လို့မရကဲဒီတစ်ခေါက်မှာတော့ကျွန်တော်မီ push ကပေးလိုက်ရပြန်ပြီအဲ့တော့တစားနေတော့နောက် 4K တွေပါဖြစ်နေပြီကျွန်တော်73မိနစ်ပဲတော့ရှိသေးတယ်အဲ့တော့ collab ကလည်းသူအပေါ်မှာတော့သူ tower တွေပါချိုးပေးထားတယ်ဆိုပေမဲ့အဓိကသူကိုးနှစ်ကောင်ကတိုင်ပတ်နေတာပြဿနာ Radiant structure. ဟောအဲ့ဒါတော်တော်လေးကြည့်ရအဲ့ပြဿနာအဲ့ကြောင့်မြောက် void တွေကလိမ့်နေလို့မြောက် void လိမ့်နေသွားရင်ပြီးပါအသင်းလေးအဆင်ပြေမှနော် void ကလည်းလိမ့်နေသွားတယ်ကျွန်တော်အသင်းကလည်းအဆင်မပြေဘူးဆိုတော့တောက်လျှောက်ကိုတီးကန်နေရတာကဲအဲ့တော့ဒီဘက်မှာလည်းကျွန်တော် mirror လို့ပေးလိုက်ရပြန်ဒီတစ်ခေါက်ကျွန်တော်တို့ outsider ဘက်ကတော့ mid first tower တွေပါအစိုးရချိုးဖို့တော့စာပြီးဒါကြိုးစားလာပြီးတင်မစောအနေနဲ့လည်းကျွန်တော် van ခတ်နေနည်းနည်းလေးရုံမာတဲ့ဘက်ကိုတော့သွားရတယ်ဗျဒီတင်မစောလုံးဝတော့တောင်းနေပြီးတော့ပဲနောက်မှာ void နဲ့ time dilation ခဏလေးတော့ဝင်တားပြီးထားတဲ့အနေထားပဲ DM ခေါင်းလေးဒါအေးစစ်စစ်ပါသူ့အနေနဲ့လုံးဝအလက်ကြီးကျန်နေသေးရပေါ့နော်အော် Zeus က LT ကဘာကြီးလဲဒီကောင်လက်ရှိုးလိုက်တာတင်တယ် Zeus LT တွေပါပေးကုန်ပြီ
အဲ့တော့ဒီ mid first tower ပေးလိုက်မှတော့ရတော့မယ်သူတို့မှာ Zeus LT လည်းမရှိတော့ဘူးချဖို့ကလည်းdamage တော့လောင်းမှတော့မဟုတ်ဘူးဗျာခြေနေကြီးကကဲအဲ့တော့ကျွန်တော် outsider ဘက်ကတော့ now 5k တွေပါတာလာပြီသူတို့လုံးချင်တိုင်းကိုလုံးနေတာပေါ့နော် Thin Spirit ကိုဟုတ်တယ်နော်မ Ranzi ကပါ Manderstein ထပ်ပါလာပြီအဲ့တော့ဘလို့ကြီးလဲ VP ကချက်ချင်းကောက် strong နည်းနည်းသေးလုံးတီးသွားမထင်တော့ဘူး Radiant's bottom tower is under attack. ဟုတ်တယ်နော်မထင်တော့ဘူးဆိုမှ outsider ကောင်းပြန်အဲ့မှာ feed တက်ပြီးတော့ဟာငါ PV ကောင်းလာပြီဆိုပြီးထည့်လိုက်ရတာဆေးထိုးမှာဒီကောင်းနေအဲ့တော့ white chrono တွေပဲပေးမလားဒီကလေးဒါ GPK နော် fish ရှိမှာဆိုတော့အဲ့တော့ခုချိန်ဒီ raw တွေ chrono တွေကတော့ကျွန်တော်တပွဲလုံးဒါတိတ်တော့မတွေ့ရသေးဘူးပေါ့နော်သူတို့ကလည်းဒါတိတ်နေနေတာဘာညာနဲ့ကြတော့ရှေ့မှာတော့ task ကတော့ရှိတယ်နောက်မှလည်းကျွန်တော်တို့ test bit တဲလုံးဒီပါနေပြီသူတို့ hero kill လေး try နေနေတာနော်ဒါပေမဲ့ task က net တယ်ဗျာဒီကောင်အဲ့တော့ဒီဘက်မှာ me push ကwhat vision ကတော့အသားကြီးပဲနော် outsider ကသူတီးတော့တီးတယ်တမင်သက်မတီးကြအောင်စောင်းနေတယ်ဒီကောင်အဲ့တော့ test spirit ဘက်ကလည်းသူတို့ကတကောင်ရတကောင်သူတို့ကလည်း hero kill လိုလာပြီအဓိက experience and တွေလိုတယ်နော်ပြီးတော့ now war တွေကလည်းဒါတဖြည်းဖြည်းနဲ့ဒီ Medusa ကြီးက free fans ဆိုတော့ 7k တွေပါပြတ်လာပြီVP ကတော့ကိုရှေ့မှာလည်း Me Push ကတော့ထုံးစံတိုင်းပဲသူပေးလိုက်လို့ကျွန်တော် Mira သူ LT ပြစ်ဖို့တော့အချိန်တော့မမီလိုက်ဘူးအဲ့တော့ VP ဘက်ကတော့အကုန်လုံးအဆင်ပြေနေတာသူတို့ဒီ၄ယောက်ထဲနဲ့အဆင်ပြေအောင်ချထားတယ် Medusa ကလည်းဒီမှာ level 14နဲ့ကျွန်တော်မကြခင်မှာ Scar တွေပါလာတော့မယ်နော်3000လေးအများကဲအဲ့တော့ Ranzi ကတော့ Scar တွေနဲ့တီးအောင်မယ်နော်အခြေအနေကတော့ပေါ်မှာလေသူတို့ hero kill လိုချင်နေတယ်နောက်ဆုံးကျ raw နဲ့ပဲ task ကကောင်းတော့ထပ်ပြီး fierce တွေပါ mirror LT တွေပါပွင့်ပြီးနောက်ကတ်တာဗျအဲ့တော့ဒီ terrorize တွေပါတာဆိုတော့လေ damage တော့လောက်သွားတယ်ကျွန်တော်တို့ mid မှာတော့ Toronto Tokyo ကြီးပေးလိုက်ရတယ်ဗျဘယ်တော့တော်မလွယ်ဘူးဆိုပေမဲ့လည်းရာတိုရိုနေတဲ့ silent ထပ်ပြီး drain point ပါညာမရှိဘူးဆိုပေမဲ့လည်း ice bat ကြားမှာ Ranzi နေနေတော့ Scar တွေနဲ့ပါပြစ်နေပြီအဲ့တော့ပွဲကတော့တော်တော့ပြတ်နေပြီเนาะအနေထားကြီးကတော့ပျော်ဖို့တော့မကောင်းတော့ဘူးဒီနေရာတော့တစ်ဖက်ဆောင်းနေဖြစ်ကုန်ပြီ GPK ကလည်းဘယ်သူမှတော့လူမထင်တော့ဘူးကျွန်တော်တို့ Mira မပြတ်သွားဘူးဗျအဲ့တော့ဒီမှာ Medusa တော့ပြီးသွားပြီပေါ့နော် Scotty ရရှာ16မိနစ်ဆိုတော့ဒီကောင်နေတက်ပြေတော့ This Spirit ဘက်ကဘာမှသိပ်ပြီးလုပ်လို့မရဘူးဒါဒီများတော့ချီဒီကတော့ဒါဒီ Zeus မြမှာအများကြီးတောင်းဝင်ရှိတယ်ဒီကောင်ကမိကလုံးဝ fail သွားတော့ဘလို့မစော့မရတော့နော် fight ကတော့ fight တွေထုံးတဲ့အတိုင်းဒီကောင် BKB ပါမှစားပြီးတော့ကျွေးလို့ရတာမျိုးနော်အဲ့တော့ဒီကောင်ကတော့ခုကတော့ဒါ ammo တော့မပါသေးဘူး chain ပဲရှိသေးတယ်ဟုတ်တယ် VP ကဘလို့တော့အပြက်ကြီးတီးနေတာ Thin Spirit ကိုအဲ့တော့ now 9k point ကတော့သူဒီဘက်မှာနည်းနည်းလေးကြိုးစားထားတယ်ဗောနော်တကောင်နဲ့ fan ပြီးတော့ဟုတ်တယ်ငယ်နိုင်မယ်ကတော့အမှန်ပဲမဟုတ်အခုဒီလူအစ်စ်တွေကြောင့် point ရတာ bro ဟိုက season တစ်ခုကပြီးသွားပြီကဲတစ်ဖက်မှာတော့ကျွန်တော်တို့စားပြီးတော့ရသလို drain ကွာအောက်မှာ fierce မှာကျွန်တော်တန်းတော့ show သွားပြီ no chrono ကဲ3ခွေးတွေပါမရတော့အဲ့တော့ Mira တကောင်မှထပ်တော့ပေးထားရင်းနဲ့ပဲ outsider သုံးအောင်လုံးတိမ့်လိုက်ပြန်ပြီဗျာအဲ့တော့ပွဲကတော့စိတ်ပိုင် Thin Spirit ဘက်ကလက်မြောက်ရှုံးပေးလို့တော့ရပြီဘလို့မှတော့သူတို့ camp back point ရလည်းမလွယ်တော့ဘူးဗျာဒီဘက်မှာပါထပ်ပြီးပေးရအောင်မယ် Thin Spirit မဟုတ်ရဲ့လားလို့ဘလို့ဖြစ်သွားတာလဲချက်ချင်း outsider လုံးချင်တိုင်းနေလုံးနေတာကဲဟဲတော့ collapse ရဲ့ raw ပါညာဒါပေမဲ့ GPK အနေနဲ့တော့ဒါ AC ပဲဒါ one day alert free also ရလိုက်ပြီပေါ့နော် monster k
အဲ့တော့ဘာဖြစ်လို့ဖြစ်သွားမှန်းတော့မသိဘူး Tin Spirit ကြီးကဘလို့လို့အဲ့လိုကြီးဖြစ်သွားတယ်ဟာအပြက်ကြီးမှအပြက်ကြီးဟေးမင်းခုနနာဘီပွဲလောက်တော့ကြည်မကောင်းအခုဟာကြီးက Radiant's middle ခုကဇက်ဟိုခုကဒီကောင်ကြီးကဒီအချိန်မှလည်းမဖိနိုင်ဘူးเนาะရှေ့ဆက်သွားမယ်ဆိုလဲဒီမက်ဒူဇာတကောင်လောက်နဲ့ကိုအနေရများသွားနိုင်တာဆိုတော့ဘဝနေကိုတီလာလို့ဟုတ်တယ်ကိုရီ VP ပြန်လာပြီထင်တယ်ကြည့်ရတာဟမ်ပြန်လာပြီလို့ထင်ရတာပဲအဲ့တော့ Chrono တော့မအုပ်ဖြစ်အောင် Chrono ကတော့အုပ်လိုက်တယ်ဒါပေမဲ့ damage မလောက်သွားတာပဲเนาะ Chrono တော့သုံးလိုက်တယ် Dire are scanning. အော်ဒီဘက်မှာလဲ drain coin နဲ့တော့ void ကတော့တပွဲလုံးအစာပဲเนาะ GPK ကလုံးချင်တိုင်းကိုလုံးနေတာအဲ့တော့ GPK call လိုက် Toronto Tokyo တကောင်ကလည်းသူအခုချိန်ဒီဘာအင်းပတ်မှမရှိဘူးဗျသူရဲ့ Zeus က what 030တဲ့ mid က အဲ့တော့မှပြီးသွားရောအဲ့တော့ဒီကကောင်မှမလေးမစွားတော့လှုပ်လာပြီးတော့ T2 အချိန်နဲ့တူတော့ T3 နောက်တည်မတိုင်အောင်မလား Ice Bat အော်နည်းနည်းလေးတော့လွဲသွားပါတယ်အဲ့တော့ကိုရတော့ဒီမှာကြည့်အောင်လှုပ်ချင်တိုင်းနေလှုပ်နေပြီ GPK ကလည်းဒီမှာတယောက်တည်းမှွေကုန်ပြီဟောမရောလာဒီကောင် А давайте-ка выиграем. Radiant's middle ဒီရောမဲဆိုတဲ့ fish နဲ့ဒီကောင် luxury odd သုံးပါဆိုလို့တယ်နော်အဲ့တော့ဘာကြီးလဲ this spray ကတရိုးလာတာဒီကောင်လေဟုတ်လားဟုတ်ပါ DM မထိုးရင်မဆိုးနော်ဟိုကောင်ကပျော်သလိုစော့နေဟုတ်တယ်ဒီမှာအနီချောင်းတွေပါလာပြီပုံမှန်ဆိုရင်ပတ်ကလင်းကင်းတွေပါသွားမှာကာယဆန်ကြီးတွေပါဒိုးရမှာဒီကောင်ကတာနေတော့လှုပ်ချင်တိုင်းလှုပ်တယ်ဆိုရင်အချိုးနဲ့ဟိုမှာကဲတော့ဒီကောင်က2ဆင်းထိပါမြင့်ထားတာနော်ဘလို့ဖြစ်သွားလဲနော် this bridge ကြီးကကြာသွားတယ်ဒီ game ကို Radiant's middle tower has fallen. အဲ့တော့ဒီနှစ်ကတော့ကျွန်တော်စိတ်နေ LGD နှစ်ဖြစ်ပြီထင်တယ်ပုံစံတွေက LGD နဲ့ Tandra လောက်ရှိရဟို stable ဖြစ်တာဆိုကဲ now 16 ကြီးတော့ပြတ်သွားပြီအဲ့တော့တော်တော်လေးကလည်းတာနေပြီဆိုတော့ကျွန်တော် Roshan တွေပါလုံမလားเนาะဒီမှာ Medusa Manda Style Scardy ပြီးတော့ Dragonland အဲ့တော့ OD carry ဆိုတော့တည့်ရတဲ့အတိုင်းပဲဒီ carry တွေကတော့ချားတဲ့အပိုင်းတွေအားနေမယ် lane တွေအားနေဒါပေမဲ့ဒီကောင်တွေ fan တာတော့ share မြန်တယ်เนาะအဲ့ OD carry တွေက Razi fan မြတော့ရှုပ်လို့မရဘူးဒီကောင်ကဲဒီဘက်မှာလည်း drain ကွာတွေ့တဲ့အတိုင်းပဲရာတိုးတို့ goal တော့တိုးရည်သလိုတိုးမှောက်ချင်သလိုမှောက်တယ်အကုန်လုံးချင်သလိုလုံးနေတာ GPK ကမြေနာနဲ့တက်ပဲဒီကောင်ကဲအဲ့တော့ NA ကတော့တကယ်ကိုများသွားပြီ GPK သူ့အနေနဲ့ကလည်းလုံးဝကို live wide နေရပြန် fight ကိုကဲအဲ့တော့ကျွန်တော်အပေါ်မှာရှိနေတဲ့ collect တကောင်ကလည်းအထက်ပြီး charger နဲ့တော့အော်ကျွန်တော် raw ပါညာဒီ tasker လေးကိုခေါ်သွားချင်တာအဲ့တော့မစိုးနောက်မှာ TP လေးပါထောက်ပေးထားတယ်ဗျအဲ့တော့ individual တွေကတော့တွေ့တဲ့အတိုင်းပဲတော့ရှုပ်လို့တော့မရဘူးအတင်းဖောင်ကြီးကပြတ်နေတာဗျပြတ်တနာ Radiant's top tower is under attack. Quickly as I go. တဲ့ကော်ကြီးမက်ကနေကတော့ matter ထဲမှာမရှိတော့ဗျသူရဲ့အဲ့ကော်တာကော်လို့မရတော့ကော်တာကြီးက stand မပါတော့ဘူး slow ကြီးနဲ့ကော်ရမှာဆိုတော့မလွယ်တော့ဘူး Has fallen. အနာဆိုင်တကွက်လုံးနဲ့ကိုရှောင်တိန်လို့ရပါပြီအဲ့တော့ကျွန်တော်တို့ Roshan တွေပါထပ်ပြီးလုပ်အောင်မယ်အဲ့တော့နော်ပွဲရတော့တော်တော်လေးတော့ခတ်လာပြီ Is under attack. ဟုတ်တယ် outsider ကနံပါတ်1တွေပါဖြစ်ကုန်ပြီလားမသိဘူးအခုအချိန်နေဆိုတော့တော်တော်လေးကိုငြိမ်ပြီးတော့တော့ငြိမ်နေရပဲဆော့ရမှာကဲတော့ VP ပွဲပြီးသွားရင်တော့ကျွန်တော်ချောင်းနေလေစိုးနေလို့ဒါထပ်ပြီးတော့မပြတော့ဘူးเนาะချန်ပီယံဘယ်သူလဲတိသွားပြီဆိုတော့အဲ့လေအဲ့တော့နောက်ပွဲကတော့ Navi နဲ့ Tin Spray ဒါပေမဲ့အရင်အရေးမကြီးတော့ဘူးဗျသူတို့ကျတော့2-3ဆိုတော့2လဲ major ရောက်မှာပဲ3လဲရောက်မှာပဲဟို OG နဲ့ liquid လို့ပဲဗျာဒီလားဒီကောင်ကြီးအရေးမကြီးတော့ဘူးနောက်တစ်ပွဲကဒီပွဲကတော့အရေးကြီးသေးတယ်ဒါပေမဲ့ဒီပွဲကိုအများကြီးပဲထင်နေတာဘယ်လိုဖြစ်လို့ Tin Spray ကြီးတစ်ဖက်တက်ဖြစ်သွားဩဒီဘက်မှာလည်းမေးပြန်ပြီအာ GPK ဘယ်လောက်ထိများဒီရာတိုရိုမုံနေလည်းမသိဘူးပြင်းပြီးတက်တာတော့တွေ့တိုင်းတက်တာ070တဲ့ fight က Mega 030တဲ့ဟုတ်တော့ဟုတ်တယ်ပြီ Tin Spirit ဘာဖြစ်နေမှန်းတော့မသိဘူးကဲထပ်ပြီးတော့ကျွန်တော် DM တကောင်ကလည်းဒီ Cree လေးတော့လာရှင်းတာပါတည်းဟုတ်တယ် Tin Spirit ကကြာသွားတယ်နော်ဒီကောင်လေး
ထင်တော့ထင်ပါတယ်ကျွန်တော်ခုနကတော့ပြောလိုက်သေးတယ်ဒီကောင်နေဘတ်ဖုံးအသေးတန်ဆော့ရတယ်ဆိုကြတဲ့ကတော့နော်သူတို့အရင်ကြီးတော့အထင်သွားကြည့်လို့မရအခုလဲဒါ VP ကအပြက်ကြီးထက်ဆော်သွားပြန်ပြီသူတို့ကတော့တောက်တွေခောက်နေတော့ပြီဟိုကောင်ကဒီကောင်မြေနိုင်ကိုကလေးလေးလိုလိုက်တက်နေတာသိတယ်မလားတူးခေနဲ့တန်းခေနဲ့ဆော့သူလိုက်တက်တာ GPK ကမတကောင်90တွေပါမြင့်နေပြီနော်ဒီကောင်တော်တော်စာတက်နေတာပဲ GPK ကသူများတကောင်ဟမ်တာနေတော့ဖိချက်တေးဆိုတော့အဲ့တော့မကြခင်ဒီ GPK ရဲ့ဘက်ကတကောင်90တွေပါလာမယ်အဲ့ဆိုတော့ share ထိုးပဲနော် void ကသွေးထောက်နေတာပဲရှိတာမရတော့တော့ smoke တာမဲ့ကျွန်တော် chrono အုပ်နိုင်ပါမလားတော့ကြည့်ရမယ်ဗျာပြော chrono လေးအုပ်ပြီးတော့နော်နည်းနည်းလေး revenge နိုင်တော့မစိုး А давайте-ка выиграем. Йо-хо-хо. Quanto vas tu man အဲ့တော့ Team Spirit ကတော့အန်နေများပါပြီအစားဒီကောင်မျိုး OG champ နော် OG ဆန်နေချိုးမလားအော်ဒီဘက်မှာမေးလားမေးပြီ Chrono River အော်ဒါမပြတ်သေးဘူးထပ်ပြီး Fierce ကဲ GPK နဲ့ Drain Boy နောက်ပြီးတော့ Fishing နဲ့ပဲကဲ Deck ကကုန်းဝေးရမလားကျွန်တော်မသေးခင်မဟုတ်ရာတိုရိုအပြီးတော့ damage ပေးသွားသေးတယ်အဲ့တော့1 3 the tap ပြီးတော့ Desk က Dagger နဲ့တော့လာပါပြီအဲ့တော့ဒါ Snowball နဲ့တော့ Mirror ကိုပေးထားရတယ်လို့ကျွန်တော်ရှေ့မှာရှိနေတဲ့ Mi push ကတော့ကလည်းအရင်တော့လွယ်မှာတော့မဟုတ်ဘူးဒီဘက်မှာလည်းကျွန်တော်ဒါ Ice Pack ကြားမှာတော့ collab နေနဲ့နည်းနည်းလေးတော့အန်နေတော့များသွားပြီဗျအဲ့တော့ရှေ့မှာတော့ Ranzy ကတော့တကောင်နဲ့ပဲကျွန်တော်တို့တာဝါတွေတက်ချိုးနေပြီเนาะ Ranzy ကတော့မပျော်ဘူးတကယ်ကိုကြိုးစားနေတာ Radiant's middle tower. Desperate နိုင်သွားတယ်ဟာ Desperate ဘလို့နိုင်သွား တပိုင်းကောက်ပေးမှရတော့မယ် Ranzy တပိုင်းသွားဝယ်ပြီးတော့ bike ကိုယူဆိုပြီးတော့ Has fallen. ကဲเนาะအဲ့တော့ပွဲကတော့မရတော့ Chrono အုပ်ပြီးအကုန်ဝိုင်းတီးပါတယ်ဆိုတော့မပြတ်ဘူးတဲ့ဒီဘက်ကเนาะမနေ့ဝိုင်းဖြတ်လိုက်ရတယ်ကော်လက်ကတော့လုံးတယ်เนาะရှိရလေးနဲ့ဒီကောင် raw လေးပေးပြီးတော့အဲ့တော့ jam လေးတော့ရသွားပြီเนาะမစိုးအဲ့တော့ agent ရှိတော့လေအမ်းလိုက်လို့ရပြီ outsider အနေနဲ့เนาะဒီမှာMedusa နောက်ဝကိုရှိုးလိုက် Dire's top ကဲဟဲ့တော့ VP ပြန်လာပြီလားကြည့်ရမယ်เนาะ Ramsey ပြန်ပေါင်းထုတ်ထားခဲ့ရတော့ဒါ performance လေးမစိုးပဲပြောရမယ်အဲ့တော့ Ramsey တွေ့တာ agent 10 minute လောက်နေတော့ဒါကဲ mega တွေတော့စထိပြီเนาะ Radiant's middle barracks has fallen. ကဲအဲ့တော့ဒါ Ramsey ကတော့ဒါထပ်ပြီးတော့သူ ages เนาะ40 second ပဲကြံတော့တာဆိုတော့ဒါတော်တော်လေးတော့သူကြိုးစားနေမဟုတ်လဲဒီ ages က plane ကုန်သွားတော့မှာဆိုတော့ကဲဒီဘက်မှာGPK ကရှာအောင်မယ်ဒီကောင်တောက်လျှောက်ကိုလိုက်ပြီးတော့ဘူလီလုပ်နေတယ်ကဲအဲ့တော့ဒါ Task Snowball လို့ဖို့လဲကတော့အရင်တော့မရှိဘူးရှင်းပါလေဒါ DM တကောင်မှပါသေးတယ်အဲ့တော့ဒါ Silence စီတားမှာတော့ GPK အော်ဒီကောင်နဲ့ထိုးနေနင်းနေရောပဲ damage ဘယ်လောက် damage 800เนาะ damage 800ကြီးနဲ့စောက်ပြီးထိုးတာဒီကောင် This Spirit နိုင်သွားပါတယ်This Spirit ကဘယ်လို VPGG ခေါ်ပြီးတော့ရမယ်ဒီကောင်နေwin rate လေးပြပါဦးwin rate က1လောက်တောင်ရှိပါတော့မလားဒီကောင် Давайте-ка выиграем. အော် win rate ကဒီကကြည့်ရမှာ sorry Dire's bottom tower is under win rate က 1% တဲ့เนาะ This Spirit အနေနဲ့ကတော့ကဲအဲ့တော့ Medusa တကောင်တော့ဒါစားပြီးတော့ Deathless အော်နောက်မှကျ Scar ဒီ Madness Style နဲ့ဆိုတော့เนาะသူမြန်မြန်လေးကြိုးစားလိုက် A7 win rate ကတော့ 1% တော့ရှိသေးရဲ့အောင်မတော့ outsider ဒီကောင်တွေ risk မယူလို့အမမတက်ချိုးရင်ရတယ်ဒီကောင်တွေကအဲ့လိုအေးစစ်စစ်လေးနဲ့ risk ဖြစ်သွားမှာဆိုလို့
ကဲနော်အဲ့တော့ void ကလည်းဒီမှာချောင်းတော့ချောင်းနေသေးတယ်ကောင် BKB ကလည်းအဝေးပဲဒီကောင်တက်ပြီး GU ဆိုင်တော့ဟိုမှာပတ်ကတကုံ50နဲ့ထိုးမယ်ဒီကောင်34 minute please over သမားတွေတော့ရင်ခုန်ဒါပေမဲ့မလွယ်တော့တော့ဘူးဗျာဒီကောင်ကြီးကတက်ချိုးရင် over ဘာမှလုပ်လို့မရအောင် Team Spirit ဘက်ကဒီမှာစေတန်းနဲ့ပါတော့အောင်မှာနော်ရန်စီကအဲ့လို OD carry ကအဲ့လိုပဲဒီကောင်တွေက battle မ join 002သူတို့က fan main ဒေတာအရာပဲသူတို့တော့က fan မယ်နော်လေကိန်းကြရင်အတင်းအောင် carry မယ်ဒါပဲအကောင်တွေကကဲအဲ့တော့ဒီတစ်ခေါက် Team Spirit သူတို့ full match mode နဲ့တော့ဒါနည်းနည်းလေး try အောင်မယ်ပေါ့နော်အဲ့တော့ဒီ Ranzi ကိုဖြတ်ဖို့ကတော့လွယ်မှာတော့မဟုတ်ဘူးဆိုမျိုးနဲ့ Tappy Chrono တွေကြားမှာတော့ကဲ Zoo Space တွေနဲ့တွေးတော့အရင်မရောသေးဘူးနောက်မှကျ Man တော့စားတော့ခံသွားပြီးတော့ပဲကဲ White တစ်ခေါက်ရဲ့ရိုက်ချက်တယ်ပဲပြတ်သွားပြီဗျ19 second all This Spirit ဆိုတော့မဆိုသူတို့ဒီ Medusa ကိုရလိုက်တာလေးတော့တန်သွားပြီနောက်မှလည်းထပ်ပြီးတော့ Team Saw ရှေ့မှာတော့ Task က page ချက်တွေကြားမှာတော့ကျွန်တော် Chance ကတော့ပေးရတော့မှာဗျအော်ဒါပေမဲ့ Mipoch က TP ပါတယ်เนาะအဲ့တော့မစိုးသူတို့ဒီ Medusa လေးရသွားတာလေးကတော့အဲ့တော့ Medusa ပြတ်သွားသေးရင်တော့ဒီကအနားမှာဘယ်သူမှမရှိရလဲပါပြီးတော့ Zeus ကဒီမှာ Scepter လေးပါလာပြီဗျเนาะအဲ့တော့ over the Mari အတွက်ကတော့မျောလင်းကျင်စရာပဲကဲဖတ်မှာတော့ကျွန်တော်တို့ GPK လေးနဲ့ time delation မပြတ်သွားဘူးနောက်မှာအော်ရတော့ဘယ်ကိုပြန်ရောက်လာလဲအော်အဲ့တော့တကုံကြီးထိုးခံလိုက်ရတယ်အဲ့တော့ DM ရဲ့ space တွေတော့ပေးလိုက်ရပြီဗျဟုတ်တယ်ဟာ hero kill လေးတော့နည်းနည်းတော့ပြန်ရတာဒါပေမဲ့မလွယ်ပါဘူးဒီ Medusa ကိုကာပေးလိုက်ရင်တော့နောက် Roshan လေးစောက်ခွင့်လိုက်ပါအခုဆိုတော့နောက် Roshan စောက်ပြီအဲ့တော့34သမားတွေဖြစ်သွားနိုင်ပြီThis Spirit ကတော့မနိုင်တော့ဘူးပဲဒီကောင်တွေအချိန်ပေါ့နော်အဲ့လိုအချိန်လေးဆွဲပေးသွားတယ် over သမားတွေတော့ under သမားတွေကတော့ငိုပြီဟုတ်တယ် go 1k တော့ရအောင်အဲ့တော့ Zoo Space ကြီးကတော့နည်းနည်းလေးနားလာပြီနော်သူကပြီးတော့ refresher all လက်ထပ်သွားအောင်မယ်အဓိက void ကြီးပစ်လို့ဗျ void ကဘလို့မှ impact မရှိဘူးဖြစ်ရတော့မတ်တွေမှာချက်ဟူကြီး span ကုန်ပြီကောင်Dire are scanning. 30ခွန်ကျော်ဖို့ကတော့တော်တော်တော့ခတ်မယ်34လောက်ကတော့ဖြစ်သွားနိုင်တယ်ဘာညာရင်မို့ Roshan လေးစောင့်ပြီးတော့ 40 လေးနည်းနည်းပေးလိုက်ဖြစ်သွားနိုင်တယ်30ခွန်ကြတော့ This Spirit ကတပွဲလောက်ထပ်နိုင်မှရအောင်ပါရှေ့မှာလည်းကျွန်တော် drain กว่า Colette ကတော့ပေးရအောင်ပါဒါပေမဲ့ GPK မှာ mana တော့အများကြီးမကြံကျွန်တော် raw မသေးခင်မှာတော့ဒီ Yakiru တော့လှည့်တော့ပေးသွားပြီပဲ Zeus က LT တွေကလည်းတော်တော်နိုင်ဆိုမှနောက်ဆုံး Task က snowball နဲ့ပဲအဲ့တော့ Zeus သူ LT ချမလားနောက်ဆုံး LT လာပြီเนาะအဲ့တော့ 1 for 1 trade လေးပါပဲ Not so fast. ဟာတနာပါတယ်ဗျာရာတူတို့ကတော့တတောင်းနဲ့ဒီလိုတန်းနဲ့ရာတူတို့မြင်မှုသမျှပွဲတွေထဲမှာဒီပွဲတနာဖို့အကောင်းဆုံးပဲဟုတ်ပါတော့တတောင်းမှာ0တန်းနဲ့မကောဖြုတ်လည်းဖြုတ်လိုက်ပါတော့เนาะတကယ်ကြီးကြည့်ရတာနည်းနည်းလေးတနာလာပြီ Ready for late is hey bro အဲ့တော့တော်တော် hot လိုက်သွားပြီပွဲကပြီးသလောက်တော့ဖြစ်သွားဒါပေမဲ့เนาะခုနလိုမျိုးလေးသူတို့ Medusa ကိုဖျက်လိုက်နိုင်တော့မစိုးhigh ground နေပါတယ်အဲ့တော့ Aegis battle ကိုသွားဆိုင်မလား Aegis ကြီးပေးလိုက်တော့ဟိုကောင်က high ground လာပြီเนาะဒီမှာ Ranzi ရယ် damage ကနှစ်ကောတော့ဒါ Roshan နေတော့ဝင်သွားပြီမရတော့ဗျ Team Spirit ကလည်း high ground ပဲပေါ့เนาะအဲ့တော့ကြည့်ရမယ် Zeus ဘာညာဒီပွဲပြီးရင်တော့ဟောတော့ကြံအောင်မယ် Navi နဲ့ Team Spirit တော့ကြံအောင်မယ်အပွဲကအရေးမကြီးတော့သူ2-3ပဲလူကြတော့မှာပြီးတော့ကျွန်တော်ကလည်းချောင်းဆိုးနေတော့ဆက်မပြဖြစ်တော့ဘူးပေါ့နော်ပုံမှန်ဆိုရင်တော့ဟို VP ရှုံးပြီးတော့ Team Spirit နိုင်သွားရင်တော့Champion ဘယ်သူလဲမသေးကြသေးတော့ပြပြအောင်မယ်ဟောအဲ့တော့နားလည်ပေးကြပါကျွန်တော်နည်းနည်းလေးနေမကောင်းလို့ဗျအဲ့တော့ကျွန်တော် Void ကတော့သူ BKB စာရွက်ကတော့200လောက်ပဲလို့တော့အဲ့တော့ဒီ BKB လေး fan လိုက်เนาะပြီး high ground တစ်ပေါက်ကြည့်မယ်ဟုတ်တယ် secret လိုမျိုးပဲဆွဲချအောင်ဒါပေမဲ့သူ့အပြစ်လည်းပြောလို့မရဘူးဗျသူ့ကိုထိမ့်မဲ့ပတ်ကို
အရင်မင်းမနှစ်ခေါက်ပေးဟိုပေးသေးလိုက်တာလည်းပါတယ်အဲ့တော့ void ဟို Zeus ကဘာမှလုံးလို့မရတဲ့အချိန်မှာပတ်ကအရင်ဖတ်သွားပြီးတော့เนาะတောက်လျှောက်ဒီအောက်လန်းကိုထိန်သွားပုံမှန်ဆိုလိမ့်လင်းကအဲ့လောက်မဆို void ကအဆင်ပြေတယ်ဒါပေမဲ့အဲ့ပတ် roll နေတော့ဒီကောင်ဘလို့မနေမရအောင်ရာတူရမြော့အော်ရာတူရမြော့မြင်သွားပြီမြော့ကတော့သွားပြီပြက်ပြန်ပြီတကယ်တနာလာပြီဒီကောင်တော့ what the fuck ပတ်က solo rate တီးရတော့တပွဲလုံးရင်နာတဲ့အသေးပဲဒီ void က Давайте-ка выиграем. Йо-хо-хо. ဒါသူတို့ရဲ့အခက်အခဲဆုံးပွဲပဲဒီပွဲကတော့ Radiant's top tower is falling. အဲ့ဒါပဲเนาะလူအော်ဒီဘက်မှာတော့ test ကထပ်ပြီးတော့ DM ကိုတော့မိသွားပြီအဲ့တော့ silence ဒီကြားမှာတော့နောက်ဆုံး DM ပြတ်သွားရဲဆိုပြီးတော့ test ကိုလည်းပြန်တော့ယာပေးထားသေးတယ်ဗျအဲ့တော့ mi push ကပြစ်တာလေးတော့နည်းနည်းလေးတော့နားတယ်သူနေ level 19ထိပဲရှိပါတယ် Top barracks are under attack. အဲ့တော့ AC ပါပဲเนาะ Ramsey ကတော့စေတန်းနေရလည်းရှိနေတယ်။အိုးဒါပေမဲ့ဒီဘက်မှာ GPK ပြတ်သွားတယ်။ဒီကောင်ရွာတဲ့နေရာကိုလည်း show လိုက်အောင်။အဲ့တော့ over သမားတွေကတော့ပျော်ဖို့ကောင်းသွားပြီเนาะပုံမှန်ဆိုရင် AC ပဲဒါပေမဲ့ဒီမှာ GPK ပေးလိုက်ရတယ်။အဲ့တော့ကျွန်တော် test spray အစာလေးနည်းနည်းစီလိုက်ဆွဲဖို့တော့ချောင်းနေရဆိုပေမဲ့လည်းနောက်ဆုံးကျွန်တော် outsider ဘက်ကတော့ပြန်လို့တော့ပတ်သွားပါပြီ။เนาะအဲ့တော့ Давайте-ка နောက်တစ်ခေါက်ပြန်ဆောင်းအောင်မယ်เนาะဘက်က70 seconds ဆိုတော့မသူကရှက်ကဘာဖြစ်တာလဲဆိုတော့ဒီကောင်ကသူ့ကို spare ကျွင်း target spare ပေါ့နော် target spare ကျွင်းအဲ့ level 2 mystic snake ကပြန်တစ်ချောင်းထော်အောင် auto ပေါ့နော်အဲ့ကျွေးတဲ့လူရှိရောဟုတ်ပါတနာဖို့တော့ကောင်းတယ်เนาะ TI ငွေနာကြီးက011တဲ့ carry က share တီးကန်ရတာဒီကောင်ကဲနောက်မှာတော့အော်တက်ပြီးတော့ယာတိုရိုကပေးလိုက်ရပြန်ပြီအခြေအနေတွေကတော့အဲ့တော့ယာတိုရိုကပေါ်သေးကိုဖြစ်နေပြီဘလို့မဟုတ်ဒီကောင်ကတက်စကဝင်ဝိုင်လဲတည်နော်တင်မစိုးဝိုင်လဲတည်ပတ်ဝိုင်လဲတည် Tower is under ဒီကောင်တော်တော်အခြေအနေဆိုးသွားတာဗျဒီပွဲကြီးက fortified. Radiant's bottom tower is under ကဲအဲ့တော့ဒါမက်ဒူဇာကတော့ဒါထပ်ပြီးတော့ကျွန်တော် high ground တွေပါ try အောင်ပါအဲ့တော့ ages လေးလည်းပါနေတာဆိုတော့မစိုးဘူးအော်နောက်ကကျွန်တော်ထပ်ပြီးတော့တတ်နိုင်လောက် mi push ကဒီနေ့ LD နဲ့ပြစ်နေတာဗျဒါပေမဲ့နော် Ramsey ကတော့ဘာမှတော့သူအရင်ခယူးဆိုင်နေကြတော့မလို့သွေးပြည့်အော် mana ပါညာလေ AC ပါပဲဒီဟို Mystic Snake လေးပြောင်းဝင်ကဲအဲ့တော့ Medusa နှစ်ကောင်လုံးတော့ကျွန်တော်ထပ်ပြီး Fierce အော် Medusa နေနဲ့ mana တော့ခံသွားပြီးတော့ပဲထပ်ပြီးကျွန်တော် back နေနဲ့ back line တွေပါသူမှုနေပြီဗျအဲ့တော့ GPK သူအနေနဲ့ mi push ကတော့ယာထားလို့တစ်ဖက်က Zeus ကလည်းသူအရင်ဖမ်းပြီးဖို့ကတော့မလွယ်ဘူးအဲ့လိုနောက်ကနေပဲ space တွေကျွေးနေသေးရပေါ့နော်အဲ့တော့နောက်ဆုံးကျွန်တော်တို့ Rain Barret တစ်လုံးလောက်တော့ကြံနေအောင်ပဲသူတို့ defend နိုင်မလားပေါ့နော်အပေါ်လန်းလောက်ပဲကြံတော့ဗျ Rain Barret လေးကRamsey ကတော့ mana ခံနေပြီနော်အဲ့တော့ Void ကလည်းကျွန်တော်တို့ Chrono ကတော့အခုချိန်ထိကိုသူမအုပ်ဖြစ်သေးဘူးပေါ့နော်အော်ကျွန်တော် Ramsey ကတော့ AC ပဲနော်ကဲအဲ့တော့ T4 နှလုံးပေးတာပြီ Chrono ကတော့အခုချိန်ထိကိုမအုပ်ဖြစ်သေးတာအဲ့တော့နောက်ဆုံးကျတော့သူအုပ်တော့အုပ်ပဲပေါ့နော် are fortified. အုပ်တော့အုပ်မယ်ဆိုရင်မအုပ်တော့မဟုတ်သေးဘူးဒီကောင်တော့မမဆောင်ဖြစ်နေပြီဒီယာတိုရိုအနေထားကဲအုပ်ဖို့ကလည်းမလွယ်ဘူးမအုပ်တော့လေဒီမှာတာဝါတွေကကျိုးနေပြီအဲ့တော့ Ramsey ကတော့ Aegis ကတော့ကုန်ပြီအဲ့တော့ Aegis ထက်ဆောင်မို့လားနိုင်နေပါပြီ VP ကလည်းနော်နည်းနည်းပဲများတယ်ဒီကောင်လေးကဲရပြီကဲအဲ့တော့ယာတိုရိုကတော့အခုချိန်ဒီနောက်ဆုံးအုပ်တော့မလားမအုပ်သေးဘူးအဲ့တော့ Ramsey အနေနဲ့လည်း Stone Gate ဒါထပ်ပြီးတော့ဒါ throne ကြီးတော့တဲတော့ချိုးတော့မဲ့အနေထားပဲအဲ့တော့ throne ကတော့သွေးသွက်တော့ကိုင်းသွားသလိုကဲတစ်ဖက်ကကျွန်တော်တို့ယာတိုရိုနောက်ဆုံးအုပ်ပြစ်လိုက်ပြီဆိုတော့လေကျွန်တော် mi push ကတကောင်းလေရလောက်တော့ပြစ်ထားပြတော့ Medusa နောက်မှာပတ်လေးရမှာသွားပြီးပြောရင် Fear Center right ကြားမှာတော့နောက်ဆုံး Medusa မပြတ်သွားဘူးလေတော့ Satan နဲ့တင်နေတော့ပြန်တော့ပြစ်နေပြီကအဲ့တော့ this spray တို့တော့မျော်လင်းစရာအခန်းထန်တာတော့ကြံနေတော့နောက်မှကျွန်တော် raw ပါကြထပ်ပြီးထိမ့်မိရတယ်ဆိုပြီးတော့ DM နဲ့အသေးအတန်နောက်ဆုံး throw တော့တဲကိုချိုးပေးသွားပြီးတော့ပဲ outsider
အနေနဲ့တော့ CIS ကြီးကတော့ကျွန်တော် champion တော့ဖြစ်သွားပါပြီ။အော် congratulation ပါနော်။ VPO မထင်တာဘူးဆိုပေမဲ့လည်းကျွန်တော်တို့ Navi ကိုကမ်းပတ်သွားတယ်။ Team Spirit ကိုတစ်ဖက်သက်နော်ကျွန်တော်တို့ PR တွေပေးပြီးတော့နောက်ဆုံးဒါ CIS က champion ဖြစ်သွားပါတယ်။အဲ့တော့အခုဒါ We Game မှာနော် champion တွေရွေးပေးလိုက်တယ်။ Bone champion ဖြစ်သွားတယ်၄နာရီခွဲမှာနော်ပြီးတော့ဒီနေ့ညမှာလည်းကျွန်တော်တို့ဒါ outsider အနေနဲ့တော့ CIS က champion ဖြစ်သွားပါပြီ။အဲ့တော့ကျွန်တော်ချောင်းဆုံးနေရတဲ့ဒီ second place ရွေးမဲ့ပေါ့နော် Navi နဲ့ Team Spirit ပွဲကတော့ကျွန်တော်မပြဖြစ်တော့ဘူးအားလုံးပဲအခုလိုမျိုးကျွန်တော်ရဲ့ We Game မှာလာရောက်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်များမှာလည်းဒါလာပြီးတော့ We Game ကိုအားပေးကြပါအောင်ပြီးတော့ရင်ခုန်စိတ်လို့ရှားခြင်းနေဆိုရင်လည်းဒါ option မှာရောcomment မှာရောပေါ့နော်ကျွန်တော် Telegram link ပေးထားပါတယ်အဲ့ Telegram link နေ comment တွေမှာဒါတွားရောက်မေးမြန်းပြီးတော့ wine spin နဲ့တူတူရင်ခုန်လို့ရပါတယ်အားလုံးဘတ်ပိုင်ပါကျွန်တော်တို့ဒါပွဲကောင်းလေးနဲ့တူတူထပ်ပြီးနောက်နေ့လည်းတွေ့ကြပါသေးတယ်ဘတ်ပိုင်ပါ